ဝါတိုးတဲ့မှုအတွက်စာဖတ်ခြင်းဝါတိုးတဲ့ဖို့အတွက်စာဘယ်လိုဖတ်မလဲတောင်မပြောရသေးဘူးတောင်ပြောမြောက်ပြောတုံးနေပွဲကပြတ်ချင်တယ်လို့ဖြစ်တယ်ဆိုတော့ဟိုဒီလိုပါတခါတလေဒီလိုပေါ့နော်မီးဆိုတာသတိထားရတယ်ဟိုတိုးတော်အရန်လဲလန့်လို့မပြုတ်သတိတော်ထားရတာပေါ့နော်မီးတွေမကဘူးကျန်တဲ့ကိစ္စတွေလည်းသတိတော်ထားရတယ်အယမ်းမလန့်မှုဒါလေးတွေလည်းရှိတယ်နော်ကျွန်တော်ကဒီမှာအမှန်တော့ဂျားပေါက်ပြောရတယ်လို့ဖြစ်သွားတယ်စကားလင်းသိတယ်လို့ဖြစ်သွားလို့ကျွန်တော်ကငကိုတော့ကစာရေးဆရာပါစာရေးဆရာမတိုင်ခင်တော့ကျွန်တော်ဆရာဝန်မှာဆရာဝန်ကနေထွက်လာတော့ကျွန်တော်ဆရာဝန်လူတွဲပေါ့နော်ဆရာဝန်လူတွဲဖြစ်ပြီးစာရေးဆရာလုပ်နေတယ်စာရေးဆရာလုပ်နေရတယ်စာရေးဆရာကတော့မထွက်လို့လည်းဒီစာပေဟောပြောပွဲဟောနေတာပေါ့နော်ဒါပေမဲ့ဘာလုပ်တယ်လဲဆိုစာရေးဆရာလုပ်နေနည်းနည်းလေးကပ်ပြီးတော့တူတလူနဲ့နည်းနည်းလေးကပ်ပြီးကွဲနေတဲ့အလုပ်လုပ်တယ်အင်္ဂလိပ်လိုပြောရင် journalist လို့ခေါ်တယ်ဗမာပြည်မှာတော့စာနယ်ဇင်းသမားလို့ခေါ်တော့ပေါ့နော်ကျွန်တော် journal လုပ်ပါတယ် journal ဆိုတာသတင်းကြတယ်ဆိုတာမှာကျွန်တော်တို့ပို့ပြီးတော့အထူးပြုပြောလို့ရှိရင်ကျွန်တော်တို့နိုင်ငံရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအထူးပြုတဲ့သတင်းကြတယ်နော်ကျွန်တော်ပြည်သူခေတ်ဂျာနယ်ဆိုတာကျွန်တော်လုပ်ပါတယ်အဲ့ဒီမှာကျွန်တော် editor လုပ်ပါတယ်အဲ့ဒီဂျာနယ်ကျွန်တော်မိတ်ဆွေတွေနဲ့စုပေါင်းပြီးတော့ကျွန်တော်တို့ထုတ်လုပ်ပါတယ်နော်အဲ့တော့ခုနတယောက်ကတော့ပြောပါတယ်ဆရာတို့ပြည်သူခေတ်ဂျာနယ်တာချီလေးကိုသိမရောက်ဘူးတဲ့မရောက်ဘူးဆိုရင်တော့ဘယ်လိုရောက်အောင်လုပ်နိုင်တဲ့အကြောင်းလေးတော့ကျွန်တော်ပြောလိုက်ပါလိုက်ထားပါတော့ဗျာဒါဂျာနယ်ကြော်ညာတာမဟုတ်ပါဘူးနော်သို့တော့ကျွန်တော်တို့ကနိုင်ငံရေးအကြောင်းဆိုတော့ကျွန်တော်တို့ကနိုင်ငံရေးဂျာနယ်ဆိုတော့ဒီကျွန်တော်တို့တိုင်းပြည်မှာဘာဖြစ်နေသလဲအခုဘယ်လိုဖြစ်သွားပြီလဲဟိုတယောက်ကတစ်ခုဆိုတဲ့ခါကျတော့ဟာအဲ့ဒါဆိုရင်ဘယ်လိုဖြစ်သွားမလဲနောက်တစ်ယောက်ကနောက်တနေရာတစ်ခုဆိုဒါဆိုရင်ရောဘယ်လိုရွေ့သွားမလဲကျွန်တော်တို့မှာအဲ့လိုခြိပါ1000နဲ့ပေါ့နော်လိုက်ပြီးကြည့်ရနားဆွင့်ရနော်ကျွန်တော်တို့တချို့ကမနေ့တနေ့ကလူတယောက်ကနိုင်ငံခြားလာတဲ့သတင်းသမားပါပဲအဲ့ပုဂ္ဂိုလ်တယောက်ကပြောတယ်ကျွန်တော်တို့လာမေးတယ်ခမည်းတော်ကမျက်စိကြည့်နားကြည့်မို့လို့မေးတာဗျာတဲ့ဆိုတော့ကျွန်တော်ပြောဟဲ့လူမျက်စိလည်းမကြည့်ဘူးနားလည်းမကြည့်ဘူးကျွန်တော်တို့ကနားလဲတယ်လို့ဘာလဲတယ်လို့လိုက်နားထောင်ရပြီနားတော်တော်လဲနေတယ်လို့နော်မျက်စိလည်းလဲတာပဲဗျာလို့နော်အဲ့တော့မျက်စိကြည့်နားကြည့်မဟုတ်ကျွန်တော်မျက်စိလည်းနားလဲတယ်လို့နော်အဲ့ဒီလိုဖြစ်နေတယ်သို့တော့အဲ့ဒီလိုပဲကျွန်တော်တို့ကသတင်းသမားကသိကျွန်တော်လိုက်ပြီးတော့ဆက်စုတယ်မေးတယ်မြန်းတယ်အဲ့ဒါဘယ်လိုလဲဗျာဆိုသူများတွေကလိုက်မေးတယ်မေးပြီးအဲ့ဒါတွေကြားလိုက်ရင်ကျွန်တော်စုပြီးတော့ပြန်ပြီးတော့ဘာတော့ဘယ်လိုဖြစ်မယ်ဆိုကျွန်တော်ရှောက်ရေးတာပေါ့နော်ကျွန်တော်တို့ဒါသတင်းသမားစာနယ်ဇင်းသမားရဲ့အလုပ်အဲ့ကကြတော့ကျွန်တော်တို့ကလိုက်ကြည့်နေကျွန်တော်တို့တိုင်းပြည်မှာကျွန်တော်ပြောင်းလဲလာတဲ့အကြောင်းတွေပြောမလို့ပါတော့ဒါစကားကြုံသွားလို့မိကိစ္စတွေဆက်ပြီးကြုံသွားလို့ကျွန်တော်တို့လိုက်ကြည့်နေတခါတလေတော်တော်မျက်စိလဲစရာကောင်းတော့ဘာတွေမှမသိဘူးထဖြစ်လာတယ်ရှိတယ်နော်အမှန်ကတော့ဗျာပြောရလို့ရှိရင်တော့ကျွန်တော်တို့မျက်စိလဲတာအခုမှမဟုတ်ပြီးခဲ့တဲ့တစ်နှစ်ခွဲလောက်ကစပြီးလဲတာပဲဗျာပြီးခဲ့တဲ့တစ်နှစ်လောက်ကစလဲဒီနှစ်ပြီးခဲ့တဲ့တစ်နှစ်လုံးလောက်ကစောပိုင်းကနေစပြီးတော့လဲတာပဲဘာလို့လဲတယ်လဲဆိုတော့မထင်မထားတဲ့လူတွေကထင်မထားတဲ့စကားတွေထပြောပြီးတော့ထင်မထားတာတွေထလောက်တာပဲဗျာနော်အဲ့တော့ဟိုဗုဒ္ဓနံကဘယ်နေ့ဟိုဘာညာနေ့ကဘယ်လိုဟိုလာခွဲဘာဘယ်နေ့ရက်ကတော့ဘာလို့ဒီလိုဝိလေကြောင်ဝဲဖြစ်နေမှာဆိုလို့နည်းလေးရှင်းအောင်လို့ပြောရင်နော်ဘယ်ပုဂ္ဂိုလ်ကဘာပြောတယ်လဲဆိုတော့ပြီးကြတဲ့နှစ်2017 March လအကုန်ပိုင်းလောက်မှာစပြီးတော့တက်လာတဲ့အစိုးရအသစ်ရဲ့သမရာရထပြီးတော့မိန်းကုန်းတစ်ခွန်းနှစ်ခွန်းသုံးခွန်းဆက်ပြီးတော့ပြောတာဘယ်လိုမှထင်မထားတာတွေပြောတယ်မကြိုက်တာတွေမဟုတ်ပါဘူးအင်မတန်ကြိုက်ပါတယ်ကြိုက်တဲ့မိန်းကုန်းတွေပြောတာဘာတွေပါတယ်လဲဆိုဘာကြောင့်ထင်မထားဘူးလို့ပြောတယ်ဆိုတိုင်းပြည်အုပ်ချုပ်နေတဲ့ပုဂ္ဂိုလ်ရှေ့စကန်တိုင်းပြည်အုပ်ချုပ်မင်းလုပ်တယ်ဆိုရင်တော့မင်းမဟုတ်တယ်တော်ကြတော့ဟို technical details တွေမှာနည်းနည်းလေးညင်းပွားမှာဆိုလို့အုပ်ချုပ်နေတဲ့ပုဂ္ဂိုလ်အဓိကပုဂ္ဂိုလ်ကနေထပြီးပြောလိုက်တဲ့စကားတွေကျွန်တော်တို့အရင်နှစ်ပေါင်းများစွာကျွန်တော်တို့လက်ဖက်ဆိုင်တို့ဟိုဆိုင်ဒီဆိုင်တို့ဟိုကြောင်ဒီကြောင်တို့မှာထိုင်ပြီးတော့ကျွန်တော်တို့ပြောဆိုနေတဲ့စကားတွေပေါ့ဗျာနော်ဘာညာဆိုရင်ကျွန်တော်ပြောနေတယ်အားလုံးသူကပြောသွားတယ်ဗျာနော်သူပြောလိုက်တာကုံရော
ဒီတိုင်းမြန်မာဘာညာနေရာမကြောက်ဘယ်ရီမကောင်းဘူးဘယ်ဥစ္စာဘာညာဆိုတော့ဥစ္စာတွေကျွန်တော်တို့အရင်တော့ဒါလေးလက်တိုးပြီးတော့တယောက်ပြောကြနောက်ဖက်နည်းနည်းပါးပါးလှည့်ကြည့်ဒီလိုနဲ့ပြောဆိုနေတဲ့စကားတွေအဲ့ဒါတွေအားလုံးကိုနိုင်ငံတော်သမ္မတမိန်ဝန်၃ခုထဲမှာအကုန်လုံးပြောသွားတယ်ကျွန်တော်တို့ဘာဆက်ပြီးတော့ဒီတိုးပြောရမှန်းတော့မသိဖြစ်သွားတယ်အဲ့တော့အန်ဩဒါကိုပြောတာပါအဲ့လိုတွေသို့တော့နောက်ကြတော့လေတခြားထားပါတော့ဗျာဒါအသေးစိတ်တွေပြောနေအများကြီးရှည်လျားပါတယ်နော်လွတ်တော်ဥက္ကဋ္ဌလည်းဘလို့လွတ်တော်ဥက္ကဋ္ဌလည်းဒီမိုကရေစီဘက်တော်သားများခမများဆိုတော့ဟာကျွန်တော်တို့တော်တော်လန့်တယ်နော်ဝင်လဲပါပါတယ်ကျေးဇူးလည်းတင်တယ်ကျွန်တော်တို့ကဒီလိုပြိဿမျိုးဒီလိုမပြောရဘူးသူကပြောတယ်ပြောလိုက်တော့လေကောင်းတာပဲတော့ပြီးသွားတာပဲနော်ထားပါတော့သို့တော့သူကဟိုလိုပြောတယ်ဘလူကဘာညာကျွန်တော်တို့လိုက်ကြည့်ပြီးတော့ဒါဆိုရင်တော့ဘယ်အများဖြစ်မလားဖြစ်လားအဲ့လူခံအရန်လည်းမရေးနဲ့ဟိုဝါရညာတွေကလည်းရှိသေးတယ်နော်ဆိုတော့ကျွန်တော်တို့မှအဲ့လိုပေါ့နော်ဒီလိုတွေရင်တမမှနဲ့ပင်တကြွကြွနဲ့ကျွန်တော်တို့တစ်နှစ်ပတ်လုံးရေးနေတာဗျာရင်းတော့ဒါမှမဟုတ်ပြီးခဲ့တဲ့လပိုင်းတွေကြတော့နိုင်ငံရေးကျင်းသားလွတ်မလားမလွတ်ဘူးလားနိုင်ငံရေးကျင်းသားဆိုတော့ရှိသလားမရှိဘူးလားနိုင်ငံရေးကျင်းသားလို့ခေါ်လို့ရသလားမရလားစသဖြင့်အဲ့ဒါတွေကျွန်တော်တို့မှလည်းလုံနေရတာနေ့တိုင်းနော်ကြားရနေပြီးဟာလွတ်လိုက်တယ်အများကြီးပဲအကုန်လုံးလွတ်လိုက်ဟာမလွတ်ဘူးလွတ်ပါမလားဆိုတော့လွတ်လိုက်တဲ့ခါကျတော့ဟာထွက်လာတဲ့လူတွေကဟိုဟာတွေပြောတရားတွေပြောဒါတပိုင်းနောက်တစ်ခါနိုင်ငံတကာလည်းဒီဆိုကပြောင်းမှလားမပြောင်းဘူးလားတကယ်လုံလားဝန်ဆောင်လုံလားနောက်ကျတော့နောက်ပြန်ကိုယ်သွားမှလားဘာညာစသဖြင့်နဲ့အဲ့လိုကြားရနေပြီးတော့တဖြည်းဖြည်းနည်းနည်းယုံတဲ့လူတွေများလာတဲ့ခါကျတော့အပြင်ကဝင်လာလိုက်တာလေအများကြီးပဲနော်တကဘာလုံးကတော်တော်ကြီးကျယ်တဲ့ပုံကိုယ်တွေလာပြီးဟာကျွန်တော်တို့အစိုးရဘက်ကပုံကိုယ်တွေနဲ့တွေ့ဆိုတော့ဟာကျွန်တော်ကြည့်တယ်ဟာတို့အစိုးရတော့တော်တော်ဟန်ကြနေနော်ကျွန်တော်တို့တော့ဘယ်တခြားမသိသေးဘူးပေါ့နော်ကျွန်တော်တို့တော့ဘာပဲလို့ဖြစ်မလဲတခြားမသိသေးဘူးစိုးရဘက်တော့ဟန်ကြဆိုကျွန်တော်တို့ဒါတွေရင်းနေတာပဲဒါပေမဲ့ဟိုတလောကကြတော့ကျွန်တော်ဘာစဉ်းစားမိဆိုကျွန်တော်စဉ်းစားတယ်ငါဘာဒီဘက်ဘာရေးရင်ကောင်းမလဲကျွန်တော်တစ်ဖက်မှာတစ်ပုတ်ကတော့ကျွန်တော်တေချာပေါက်ရေးရတယ်ကောင်ဆိုတော့ဒီတိုင်းပြည်ရဲ့အခြေအနေကိုကျွန်တော်သုံးထပြီးတော့ကြီးကျယ်ပြောရင်ကျွန်တော်ကဒါကြီးကိုသုံးသပ်ပြီးထတာရေးတဲ့ခါကျတော့တဖြည်းဖြည်းနဲ့လူတွေကစုံလာအရင်တော့ဟိုလောက်ခဲ့တဲ့လူတရားလောက်ခဲ့တဲ့လူဟိုရောက်တဲ့လူဟိုပြင်ထွက်သွားလူဟိုကနေပြီးတော့ဘာညာအဲ့လူတွေကဘာညာတဖြည်းဖြည်းနဲ့လူတွေကတော်အံ့ဩစရာဒီတိုင်းပြကျွန်တော်တို့အိမ်မက်မနေသလိုလိုပါလို့ကြီးကြဲစကားနဲ့ပြောလို့ရှိရင်ဘာအနုပညာဝါဒနဲ့ပြော surrealism တို့ဘာတို့ postmodernism တို့ဘာတို့မထင်တဲ့ဟာတွေဘယ်လိုဆက်ဆံမရှိတဲ့ဟာတွေအမျိုးပုံတွေဒါမျိုးတွေထဖြစ်လာတဲ့ကကြတော့လူတွေမထင်တဲ့လူတွေရောက်လာအရင်တော့မဖြစ်နိုင်ဘူးလို့ထင်ရတဲ့လူတွေရောက်လာတယ်ဟာကျွန်တော်သတင်းစာမရတော့ BBC VOA ဘာဖြစ်နေကြပြီဟာအဲ့လူတွေရောက်လာအဲ့လူတွေရောက်ချလာပြီးတော့မေစီမာအေယာဝတီဘာဟာရောက်ချလာတယ်ဟိုကျွန်တော်တို့တွေ့ဖို့တောင်တော်တော်ခက်တဲ့ပုံကိုယ်နဲ့သွားတွေ့ပြီးအမဲတို့ကမေးပြန်ပြီးတော့ရေးတော့တို့ကတော့ကျွန်တော်တို့ကြော်ပြီးတော့သွားလိုက်သေးတယ်ဒီထဲငုတ်တုတ်ထိုင်တဲ့ကောင်တွေကိုကြော်ပြီးတော့နော်ဒါပါတော့ဆိုအမျိုးပုံပေါ့နော်အဲ့တော့ဘယ်နေရာဘလူတွေကလည်းလာမယ်ဘယ်ထက်ကလူတွေကလည်းထွက်လာတယ်အရင်တော့ဘာလုပ်ခဲ့ပြီးတော့အခုဘယ်လိုနောက်ပိုင်းဘယ်လိုဖြစ်သွားတဲ့လူကလည်းပြန်ပေါ်လာတယ်အမျိုးပုံနဲ့အဲ့လူတွေကလည်းဟိုစကားဒီစကားမျိုးစုံပြောတော့ကကျွန်တော်စဉ်းစားဒါကြီးကဘာကြီးနဲ့တူနေသလဲစဉ်းစားလို့မရဘူးစဉ်းစားလို့ဒီတိုင်းခေါင်းနဲ့စဉ်းစားလို့မရရင်ကျွန်တော်ကစာရွက်ခက်ကြီးလေးချပြီးတော့ဘယ်နာဘလူကပါဘယ်အဖွဲ့ကဘာလုပ်တယ်သူကဘလူနဲ့ဘလူကျွန်တော်ကတော်တော်လေးစာရွက်နဲ့ရှောက်ပြီးချကိုယ့်ဘာသာကိုနားမျက်စိလဲလာလို့သိမ့်မလဲအောင်ငြိမ်လို့ရအောင်ဆိုပြီးတော့လှုပ်ကျင်နဲ့ဘာနဲ့တူသလဲဆိုဟာဒါကတော့ကွင်းအနေနဲ့ပြောမှဆိုရင်တော့အ ਨੇ ဆုံးကြိုက်ကဆန်မြင်းပြိုင်ကွင်းလောက်ရှိတဲ့ကွင်းမျိုးမှာထည့်ရမယ်ဟိုပုဂ္ဂိုလ်တယောက်ကဒီလိုတွေဟာမိတို့တွေကိုဒီလိုမြောက်ပြီးဒီလိုလုပ်နေတယ်ဟိုတနေရာမှာတော့ဒီထက်ကနေပြီးတော့ဘာထုတ်ပြမှာဆိုပြီးလုပ်တယ်လို့လုပ်ပြနေတယ်ဘယ်တနေရာမှာတော့နှစ်ဘလောက်ကဘာကြီးဆိုပြီးတော့တယောက်ဘလောက်ဆိုပြီးတော့ပြနေစသဖြင့်ပေါ့နော်အဲ့ဒါမျိုးတွေအများကြီးဟာရှုပ်ရှက်ကနေဒါတော့ပွဲကင်းကြီးဖြစ်နေပြီနော်ပွဲကင်းကြီးပဲဘာပွဲကြီးလဲဆိုတော့
လူတွေကလည်းမျက်နှာတွေကလည်းအများကြီးထွက်လာခဲ့တယ်နောက်တစ်မျိုးဘာစဉ်းစားမိတယ်လဲဆိုတော့ဇက်ပွဲကြီးတွေဇက်တပင်ကြီးတွေမှာဇက်ကြီးတွေနိုင်ငံတကာမှာလည်းဇက်ကြီးတွေကပြီးတော့ပြီးတဲ့အခါပွဲပြီးပြီဆိုတဲ့ချိန်ကျမှကလကာရှိမှစောစောတုန်းကကြတဲ့ပုံကိုယ်တွေပေါ့ဗျာတကြီးလည်းပါမရှင်မင်းလည်းပါဆိုင်ကောင်းလည်းပါမဓမြလည်းပါမသဘောလူဆိုးဘာညာနော်ပလိလည်းပါစသဖြင့်အစုံပေါ့နော်အဲ့ဒီလိုလူတွေအကုန်လုံးတန်းစီပြီးထွက်ပြီးတော့လာပြီးတော့အယိုသေးလည်းပေးတယ်အဲ့ဒီမှာချီးမွမ်းတာဟို applause ပေါ့နော်ပရိသတ်ရဲ့လက်ခုပ်ဩဘာလာခံတဲ့ဟာမျိုးဆိုဂျာနယ်တွေပုံချပြီးတော့ကြည့်လိုက်တဲ့အခါကျတော့လူတွေတန်းစီနေအဲ့ဒါကြီးကလကာချပြီးတဲ့နောက်ရှေ့ထွက်လာတဲ့ဟာမျိုးကြီးနဲ့တူတယ်ပရိသတ်လာနှုတ်ဆက်တာမျိုးနဲ့တူတယ်စောစောပြောတော့ဇက်ပွဲကင်းကြီးခင်းနေတာနဲ့လည်းတူတယ်ဆိုတော့ကျွန်တော်စဉ်းစားရင်ဒါကဒီပွဲကြီးကပြီးလို့လာပြီးနှုတ်ဆက်တာမဟုတ်ဘူးအဲ့ဒီလူတွေဒီစောစောဇက်တွေမှလည်းကတော့ကခဲ့တယ်ဒါပေမဲ့လာနှုတ်ဆက်နေတာထောက်ရင်နောက်ထပ်ဇက်တွေလည်းဆက်ပြီးတော့ကကြလေအောင်မယ်ဆိုတော့ကျွန်တော်သွားပြီးစဉ်းစားမိတယ်နော်အဲ့တော့ဇက်ကတိုင်းပြင်မှာပွဲကင်းကြီးနဲ့ဘယ်သူဇန်ညုံမှမရှိဘူးနော်ကိုယ်ဇန်ညုံနဲ့ကိုလျှောက်ပြီးတော့ကကြမဲ့အနေအထားမျိုးမြင်ရတဲ့ခါကျတော့ဒီတိုင်းကျင်တော့ပရိသတ်ကပွဲကြီးဒီကွင်းကြီးထဲမှာအေးဆေးဆေးကနေတော့တော်တာတာရနဲ့ကြည့်လို့ကောင်းတယ်သိပြောစရာကောင်းတယ်ကျွန်တော်မှရောင်းစရာချစရာရှိရင်ဒီပွဲကင်းလာပြီးတော့ချရောင်းရင်အများကြီးရောင်းရမှာပေါ့နော်ဒီလိုစဉ်းစားမိတယ်ဒါပေမဲ့လို့ကျွန်တော်ပြောချင်တာကခုနကမိကိစ္စပါအဲ့ဒီလိုအနေအထားမျိုးမှာမိဆိုပြီးတော့တယောက်ကထအော်လို့ရှိရင်ပွဲလိုက်ပြဿနာတက်နိုင်တယ်ဆိုတာစဉ်းစားမိတာကိုပြောချင်တာနော်ကျွန်တော်ကဥပမာရှည်လျားသွားတဲ့အတွက်တန်းကြီးခံမှာကျွန်တော်စဉ်းစားတာတယောက်ကမိဆိုရင်လည်းပြဿနာဟိုပေ60ရှည်တဲ့မွေကြီးဆိုပြီးပြထားတဲ့မွေကြီးကလည်းလွတ်ပြီးတော့ပွဲကင်းနဲ့ရှောက်ပြေးရင်လည်းအဲ့ဒါကြီးကပြဿနာဖြစ်မယ်ဆိုကျွန်တော်စဉ်းစားမိတာနော်ဒါပါတော့အဲ့ဒီအကြောင်းအရာကိုဒီပြည်သူ့ကိစ္စနဲ့မဖတ်ရတဲ့ဒါကြီးလိုက်ကတော့မသိဘူးကျွန်တော်ကတော့လူတွေတော်တော်များကျွန်တော်တို့ရေးရင်လူတွေကတော်တော်များများတော့ဖတ်ရပြီလို့ထင်တာပေါ့ဗျာစာရေးဆရာဆိုတဲ့ထုံးစံနဲ့ကျွန်တော်ရေးလိုက်တာတော့မြန်မာနိုင်ငံရေးတတိယပိုင်းဇလန်တွေစပြီလို့ကျွန်တော်ရေးလိုက်တယ်နော်ဗမာနိုင်ငံရေးအဲ့တော့ဗမာနိုင်ငံရေးဘာကြောင့်အဲ့လိုပိုင်းတယ်လေးတွေကပြောရင်တော့သိရှည်ရမှာဆိုလို့ကျွန်တော်မပြောတော့ပါဘူးဒါပါတော့နော်ကျွန်တော်ပြောချင်တာကအခုနေခါတော့စောစောကဒီခမ်းမကြီးထဲမှာစုဝေးသလိုကျွန်တော်တို့တိုင်းပြည်မှာတော့သာသရာအေးစစ်စစ်နဲ့နောက်ပွဲတော်ကောက်စုဝေးနေတယ်အဲ့ဒီနေထားမျိုးမှာခုနကလို့လန့်တဲ့အခါမျိုးသတိတော်ထားရပါနော်အယံမလန့်နဲ့ဆိုတဲ့ဟာလေးကိုပြောချင်တာပါနော်ကျွန်တော်တို့စီမှာကျွန်တော်တို့လည်းစိုးရိမ်တာရှိပါတယ်စိုးရိမ်တတ်တဲ့လူကြီးတွေအားလုံးလည်းစိုးရိမ်တာတွေရှိပါတယ်ခုနပြောတဲ့လန့်တဲ့ဟာမျိုးတွေကကျွန်တော်တို့မှာရှေ့ကိုဖြစ်နိုင်တဲ့အတွက်ကြောင့်မို့လို့ပါနော်အဲ့တော့အယံမလန့်ပါနဲ့နော်အကယ်၍လန့်เสียအနေထားမျိုးပေါ်ရင်လည်းထိမ့်သိမ့်ညက်ပါဆိုတဲ့ဟာလေးကျွန်တော်ပြောချင်ပါတယ်ကြီးကျယ်ပြောရလို့မထင်ပါနဲ့အထူးသဖြင့်ဒီနေရာဒေသကိုရောက်တဲ့ခိုက်မှာကြုံကြိုက်လို့စာရေးဆရာဆိုတဲ့လူကလည်းစင်မောတင်ပေးထားနည်းနည်းလေးမြောက်ပေးထားတယ်လို့ဆိုရင်နည်းနည်းပါးပါးတော့မြောက်တယ်လို့ဘာလို့ဖြစ်လို့ရှောက်ပြီးတော့ပြောရလို့ရှိရင်တော့ဒီဝိစုံဝစ်ထားတဲ့အချိန်မှာကျွန်တော်အထူးသဖြင့်ပြောချင်တယ်လို့ကျွန်တော်ပြောပြရစီနော်ဒီဝိစုံဝစ်ခွင့်ရထားတဲ့အချိန်ပေါ့နော်ဒါပါတော့ကဲစောစောကတော့နီးတန်းချီတာတော်တော်ရှည်လျားသွားပြီမိရလန့်သွားပြီဆရာချေဦးညိုတို့ဆရာဖုံးတို့ဘာတို့နောက်ပိုင်းမှာကြီးအကျယ်ပြောရှိပါတယ်အဲ့တော့ကျွန်တော်ရှေ့ပိုင်းမှာနော်ထမ်းမြန်လေးကျွန်တော်ပြောလို့ရအောင်လုပ်ပါမယ်အဲ့တော့ဒါမှတစ်ခုပြောချင်တာစာပေဟောပြောပွဲတွေများလာတဲ့နဲ့ပတ်သက်တဲ့တစ်ချက်ကလေးကျွန်တော်ပြောချင်တယ်အဲ့ဒါဘာကြောင့်လဲဆိုအခုနှစ်ပိုင်းတွေမှာများပြလာတာဒီကျွန်တော်တို့ခုနကကျွန်တော်ပြောခဲ့သလိုပေါ့ပြောင်းမလားမပြောင်းဘူးလားဆိုတော့ကျွန်တော်တို့တိုင်းပြည်မှာဒီစနစ်အသင့်တင်ပြောင်းလာတဲ့ဟာလဲတကြောင်ပါတယ်ပြီးတဲ့နောက်အဲ့ပြောင်းတဲ့နဲ့ဆက်ပါတယ်ဘာလဲဆိုတော့ရက်ရွာမှာရှိတယ်ကိုရွာကိုမြို့နယ်ကိုဒေသအတွက်ကိုမြို့ကိုဒေသတိုးတက်ဖို့စီကားဖို့နော်စီဝါရေးလူမှုရေးဘာညာစသဖြင့်အဖက်ကဖွံ့ဖြိုးတိုးတက်ဖို့အတွက်လောက်ချင်ကန်ရင်တဲ့စေရနာရှင်တွေလူမှုရေးအသိရှိတဲ့ပုဂ္ဂိုလ်တွေလူမှုရေးစိတ်ဓာတ်ရှိတဲ့ပုဂ္ဂိုလ်တွေကျွန်တော်တိုင်းပြည်နေရာအနှံ့အပြားမှာပေါ်လာတယ်နော်အခုနှစ်ပိုင်းထဲမှာလူမှုရေးစိတ်ဓာတ်ရှိတဲ့ပုဂ္ဂိုလ်တွေထပြီးလှုပ်လာတယ်ဒီလိုပွဲမျိုးတွေဒီဘာပြောကုန်ဈေးစကားရှိတဲ့အချိန်ကုန်တဲ့လူပန်းနေတာတွေလှုပ်ရခိုင်းတယ်အဲ့ဒါတွေဒီတော်တော်စိတ်ဓာတ်မရှိလို့ရှိရင်ဘယ်သူမှမလုပ်ဘူးနော်တော်တော်ဒုက္ခခံရပါတယ်
ကျွန်တော်လည်းနေမှာနေတော့ကျွန်တော်၄-၅နှစ်လောက်ဒီလိုပွဲမျိုးလုပ်ပြီးတော့အင်ပတမဒါဒုက္ခခံရပါတယ်ဒါတွေကတိတ်လေချီးမွမ်းခံရလိမ့်မရှိဘူးများသောဖြင့်ဘာညာဆိုပြောဆိုခံရတာတွေလည်းရှိတယ်နော်တိုးတော့ဒီကြားတွေကလောက်ကြတယ်ပေါ့ဗျာတရားပွဲတွေလုပ်တယ်ဒီလိုဟောပြောပွဲတွေလုပ်တယ်နော်အဲ့ဒါကြောင့်မို့လို့ဒါတွေစီစီကားဖြစ်လာတယ်အဲ့တော့ဒီလိုပွဲတွေတည်းမကဘူးအခြားလဲလူမှုရေးလုပ်တဲ့လူတွေကတော့အခုခါမှများလာပါတယ်နော်လူမှုအဖွဲ့အစည်းတွေများလာတယ်ဒါဒီလည်းပဲကျွန်တော်တို့တိုင်းပြည်မှာအင်မတန်မှအရေးကြီးတဲ့တန်ဖိုးရှိတဲ့လက္ခဏာတစ်ခုလို့ကျွန်တော်တို့မြင်တယ်စောစောပြောလို့ပွဲကင်းကြီးမှာစင်မော်တက်ပြီးကတဲ့လူတွေဒီအရေးပါပါတယ်သို့တော့တစ်ချိန်တည်းမှာပွဲကင်းထဲမှာနေရာဒေသအနှံ့ပြမှာကိုတောင်ကိုနေရာကကျမ်းမာရေးပွဲကင်းကြီးကြီးလို့ရှိရင်ကျမ်းမာရေးကိစ္စအစီအမံမကောင်းရင်အဲ့ပွဲကင်းကနေပြဿနာတက်တယ်ကာလဝင်ရောကားတို့ဘာတို့ညာတို့စသဖြင့်ဖြစ်တယ်နော်ကျမ်းမာရေးနော်ဒီနေရာလေးမှာစီကံထိန်သိမ်းရေးစသဖြင့်ဒီလိုလောက်ရတယ်အများကြီးရှိတာပေါ့နော်အဲ့ဒီနေရာလေးကိုဒီပွဲကင်းကြီးစီကားတို့လောက်ထားပါတော့ဗျဒေသတွေပြောအများကြီးပါပဲကျန်တဲ့လူတွေအများကြီးပါတယ်အဲ့ဒါဘယ်လူတွေလဲဆိုရင်စောစောကပြောတဲ့လူမှုရဲ့အသိစိတ်ဓာတ်ရှိတဲ့ရက်ထဲရွာထဲမှာနေတဲ့ပုံကိုယ်တွေအဲ့ဒီပုံကိုယ်တွေဒီလည်းပဲတနည်းပြောရင်တော့သူ့ရက်ရွာအစုသူ့ကဏ္ဍလေးတွေမှာတော့ခေါင်းဆောင်တွေပဲဥဆောင်တဲ့ပုံကိုယ်တွေပဲတိုးတော့ခေါင်းဆောင်ဖြစ်အောင်ဆိုပြီးတော့လုပ်နေရတော့မဟုတ်ဘူးလူမှုရဲ့အသိစိတ်ဓာတ်နဲ့ရှင်ပြီးလုပ်နေအဲ့ဒီလိုလုပ်တဲ့လူတွေများပြားမှသာလျှင်တိုင်းပြည်တွေတိုးတက်နိုင်တယ်အထူးသဖြင့်ကျွန်တော်တို့တိုင်းပြည်အခုသွင်ကူးပြောင်းတယ်လို့ပြောတယ်ဒီမိုကရေစီစနစ်ကိုကူးပြောင်းတယ်လို့ပြောတယ်ကူးပြောင်းမှုအောင်မြင်အောင်ဆိုလို့ရှိရင်အထက်ပိုင်းကပုဂ္ဂိုလ်တွေနော်အစိုးရအဖွဲ့တွေလွတ်တော်ကိုယ်စားလှယ်တွေနိုင်ငံရေးပါတီဘာညာစသဖြင့်လုပ်တဲ့နိုင်ငံရေးကိုတိုက်ရိုက်လုပ်နေတဲ့လူတွေအပြင်အရက်ထဲမှာရှိတဲ့အဲ့ဒီလိုကဏ္ဍမျိုးစုံမှာလောက်ကင်တဲ့လူတွေရဲ့ခန္ဓာနဲ့အမှန်တမ်းအရေးကြီးတယ်နော်အဲ့ဒါကြောင့်မို့လို့ကျွန်တော်ဒီကနေ့ဒါပြောဖြစ်တဲ့ဒီပွဲစီစဉ်တဲ့ပုံကိုယ်တွေကျေးဇူးတင်တယ်လို့ပြောတဲ့အခါမှာလောကုတ်တယ်မကဘူးဒါကိုကျွန်တော်တမိုးထားပြီးတော့ကျွန်တော်တို့ပြောပါတယ်ကျွန်တော်တွေမဟုတ်ပါဘူးဒါသိတဲ့လူတိုင်းဒါတမိုးထားကြပါဒါကိုပြောချင်တယ်ဒီကနေ့နှစ်ပိုင်းနေမှာကျွန်တော်တို့အဲ့လိုပုံကိုယ်တွေတော်တော်များလာအဲ့တော့ကျွန်တော်ခုနဟာလေးနဲ့ပဲဆက်ဆက်ပြီးကျွန်တော်နည်းနည်းပြောပါရစေကျွန်တော်တို့ကူးပြောင်းတယ်လို့ကျွန်တော်တို့ပြောလိုက်တယ်ဘာကြောင့်ပြောတယ်ကျွန်တော်တို့ဒီစကားတွေဒီနေရာမှာဘာကြောင့်ပြောဆိုဒါကျွန်တော်တို့တိုင်းပြည်တော့အင်မတန်မှအရေးကြီးကျွန်တော်တို့အတွက်အရေးကြီးတယ်ကျွန်တော်တို့အားလုံးအတွက်အရေးကြီးတယ်အရေးကြီးလို့ပြောရအောင်နော်ဘာကြောင့်လဲဆိုရင်ဒီကနေ့ပြောင်းလဲတယ်ဆိုတာဟာအခုခါမှတူငန်းရေးနေကြပါတယ်ပြည်တွင်းကစာနယ်ဇင်းသမားတွေလည်းရေးနေကြတယ်ပြောဆိုနေကြတယ်ရှိတယ်နိုင်ငံတကာအပြတ်ပြောတယ်နှစ်90အတွင်းမှာပထမဆုံးအကြိမ်တာကြီးကြီးမားမားပြောင်းလဲမှုဖြစ်လိမ့်မယ်ပြောင်းနေတာအရင်နှစ်90နဲ့အခုဒီဘက်နဲ့မတူဘူးပြီးခဲ့တဲ့နှစ်ကနေစပြီးတော့မတူတော့ဘူးဆိုတဲ့ဟာကိုပြောတယ်ဘာမတူလဲကျွန်တော်တို့ဘဝတွေလည်းမတူဘူးကျွန်တော်တို့တိုင်းပြည်မှာအုပ်ချုပ်တဲ့စနစ်ကျွန်တော်တို့တိုင်းပြည်နိုင်ငံရေးစနစ်ကျွန်တော်တို့တိုင်းပြည်စီးပွားရေးစနစ်အကုန်လုံးပြောင်းမှာနော်ပြောင်းဖို့ပြင်ဆင်တယ်အခုအသွင်ကူးပြောင်းရေးကာလ transition လို့သုံးကြတယ်အသွင်ကူးပြောင်းနေတဲ့ကာလလို့သုံးနေတယ်ကျွန်တော်တို့တိုင်းပြည်ပြောင်းနေတာပြောင်းဖို့ကြိုးစားနေကြတယ်ပြောင်းတာကြီးအောင်မြင်အောင်လုပ်နေတယ်မပြောင်းကျင်တဲ့လူလည်းတချို့တလေရှိတယ်လို့ပြောကြဆိုကြတန်တရားရှိကြတယ်လည်းရှိတယ်သို့တော့ထားပါတော့ပြောင်းဖို့ဆိုတဲ့ဟာကိုလုပ်နေကြတယ်ဘာလဲအရင်တော့စနစ်ပြီးသွားတဲ့စနစ်အာနာပါတယ်အာနာတဲ့ကြောင့်မို့လို့အများကြီးမပြောချင်ဘူးသို့တော့နော်ရှင်းအောင်လို့ပြောရလို့ရှိရင်အရင်တော့စနစ်စီတဦးတယောက်ဘုံဘုံတစ်ဖွဲ့တစ်စုအဲ့ဒီပုံကိုယ်တွေကအစုဝေးကနေပြီးတော့တိုင်းပြည်ကိုသူကောင်းတဲ့ထင်တဲ့ဤစနစ်နဲ့စီမံခန့်ခွဲတဲ့စနစ်သွားတာအဲ့ဒါကိုကဘာမှာတော့ authoritarianism တချို့ဆိုးဆိုးဝါးဝါအပြစ်တင်နေတဲ့လူတွေကတော့ dictatorship ဘာညာစသဖြင့်ပြောကြတော့တယ်နော်အရင်တော့ရှိခဲ့တဲ့အတိုင်းပဲအထက်ကနေပြီးအောက်ကိုအစင်းစင်းမိတ်ပေးညွှန်ကြားခိုင်းစေတဲ့စနစ်နဲ့အုပ်ချုပ်တယ်လုပ်တယ်ကိုင်တယ်နော်အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေအားလုံးကိုအထက်ဆုံးကနေစပြီးတော့တဖြည်းဖြည်းနဲ့အဲ့လိုဆုံးဖြတ်ပြီးတော့အောက်ကိုသွားတဲ့စနစ်အဲ့စနစ်နဲ့ကျွန်တော်တို့နေလာတာဒီကဘာရဲ့တွက်ချက်ကျွန်တော်တို့တိုင်းပြည်ကနိုင်ငံရေးလေ့လာလူတွေအားလုံးရဲ့ပြန်ပြီးတော့သေချာတွက်ချက်ကြည့်လို့ရှိရင်ဒီပေါင်း50 1962ကနေ2010လောက်ပေါ့48နှစ်ပဲထားပါတော့50နီးပါးလောက်ကအဲ့ဒီလိုစနစ်နဲ့တွားခဲ့တယ်ဒီကနေ့ကျွန်တော်တို့အသွင်ကူးပြောင်းမှုလုပ်နေပြီကျွန်တော်တို့တိုင်းပြည်သည်2008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရကျွန်တော်တို့ဒီဒီမိုကရေစီစနစ်ကိုကျွန်တော်တို့အသွင်ကူးပြောင်းမှာနော်အဲ့တော့အဲ့လိုဟာဒါဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ကြီးညာပြီးတော့လုပ်နေတယ်အဲ့ဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီရွေးကောက်ပွဲတွေလုပ်တယ်လုပ်ပြီးတော့လွတ်တော်ဘာညာစသဖြင့်ပေါ်လာတယ်အဲ့ကကြပြောင်းတာမှာဘာတွေပြောင်းတယ်လဲကျွန်တော်တို့လိုက်ပြီးကြည့်တာဘာပြောင်းတယ်လဲလိုက်ကြည့်ပြီးတော့
အဲ့ဒီလိုဘယ်လိုပြောင်းနေပြမပြောင်းဘူးပြလို့ရေးရတဲ့ကောင်တွေအနေနဲ့ကြတော့လိုက်ပြီးတော့ကြည့်ရတဲ့ခါမှာသူများတကမေးရမြန်းရတဲ့ခါဘာတွေ့တယ်လဲဆိုတော့အရင်စနစ်တုန်းကအထက်ဆုံးကနေအောက်ကိုသွားတဲ့ခါထိတ်ဆုံးမှာတယောက်တည်းပဲရှိတာပေါ့နော်တယောက်တည်းကနေအောက်ကိုတဖြည်းဖြည်းနည်းနည်းများလာမယ်အောက်ချီလူထုထိရှိတယ်အခုကအထက်ထိတ်ဆုံးမှာတယောက်တည်းမဟုတ်တော့ဘူးဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရကိုကျွန်တော်တို့တိုင်းပြည်အုပ်ချုပ်တာဒီမန်တိုင်300ဆိုတော့အုပ်ချုပ်ရေးဥပဒေပြုရေးတရားစီရင်ရေးဆိုရင်3ခုနဲ့ဖွဲ့ပြီးအုပ်ချုပ်တယ်ထိတ်ဆုံးလို့ပြောမယ်ဆိုရင်ထိတ်ဆုံးမှာ3ယောက်တော့မကပါဘူးရှိတယ်နော်ရှိတယ်နော်3ယောက်ထက်ပိုပြီးရှိတယ်ထားပါတော့မန်တိုင်လေးနဲ့ပြောမယ်ဆိုရင်အနည်းဆုံး3ခုဖွဲ့ပြီးရှိတဲ့အခါကျတော့ကျွန်တော်တို့ကစောစောကပုံသဏ္ဍာန်မှာဖွဲ့စည်းထားတဲ့ပုံသဏ္ဍာန်နော်နိုင်ငံတကာပြောတဲ့စကားပြောမယ်ဆို structure လို့ခေါ်တယ်နော် structure ပုံသဏ္ဍာန်ရကိုပြောင်းသွားတယ်ပုံသဏ္ဍာန်မှာပြောင်းသွားပြီသို့တော့ပုံသဏ္ဍာန်ပြောင်းပြီးတော့အနှစ်သာရမပြောင်းဘူးစသဖြင့်ကိုယ်တော်ကပြောတာရှိတယ်ပုံသဏ္ဍာန်တော့ပြောင်းတယ်အနှစ်သာရသို့တော့အခုကပုံသဏ္ဍာန်ပြောင်းပြီးတော့အနှစ်သာရအပိုင်းမှာလိုက်ပြီးတော့ပြောင်းတဲ့အပိုင်းတွေရှိတာဘာလဲ3ခုခွဲပြီးရှိတယ်အခုမှရှိတာကိုယ်တော်ကလည်းရှိတယ်နော်အုပ်ချုပ်ရေးဥပဒေပြုရေးတရားစီရင်ရေးမန်နိုင်ဆိုပြီးတော့မန်နိုင်3ခုဆိုတာအရင်တော့ကလည်းရှိတယ်ဒီတိုင်းပြည်မှာသို့တော့အဲ့ဒါအားလုံးဒီတယောက်တည်းအောက်မှာတစ်ခုတည်းအောက်မှာရှိနေတဲ့ခါကျတော့ခွဲထားစည်ရင်ထဲမှာသာကွဲနေတယ်တကယ်တမ်းမကွဲပြားဘူးဒီကနေ့အုပ်ချုပ်ရေးဥပဒေပြုရေးတရားစီရင်ရေးဆိုတာတရားသူကြီးတွေပါတဲ့အဆင့်နဲ့ဆိုင်တယ်ထားလိုက်တော့နော်ဒီမန်တိုင်ကဒီကနေ့မှာအာနာမန်တိုင်300အနေနဲ့ပြောမှဆိုရင်ဒီမန်တိုင်ဒီကျန်တဲ့မန်တိုင်2ခုနဲ့နှိုင်းယှဉ်မထင်ရှားသေးဘူးလို့ကျွန်တော်ပြောပြရစေနော်ဘယ်လိုသဘောနဲ့မှမဟုတ်ဘူးနော်ဒါဒီရုပ်လုံးအများကြီးကျွန်တော်တို့မပြီးပြင်းသေးဘူးပြီးပြီးသားကျွန်တော်တို့အများကြီးထင်ရှားကြီးမမြင်ရသေးဘူးအုပ်ချုပ်ရရှိတယ်ဥပဒေပြုရေးမန်တိုင်ဆိုတာရှိတယ်ဥပဒေပြုရေးဆိုတာအခုလွတ်တော်တွေနော်လွတ်တော်တွေဆိုတာသိစိတ်ပြောရင်အများကြီးရှုပ်ပါတယ်နော်လွတ်တော်ဆိုတာလွတ်တော်200ရှိတယ်ပေါင်းပြီးတော့100ရှိတယ်အောက်စင်တွေမှာလွတ်တော်ထားပါတော့နော်အခုကြားနေသတင်းစာတွေမှာတွေ့နေတာပြည်သူ့လွတ်တော်အမျိုးသားလွတ်တော်အဲ့နှစ်ခုပေါင်းပြီးတော့ပြည်ထောင်စုလွတ်တော်ဆိုတာအဓိကသိတာအဲ့ဒါတွေဒီကျွန်တော်တို့တိုင်းပြည်ကိုဘယ်လိုအုပ်ချုပ်မယ်ဆိုတဲ့ဥပဒေတွေကိုရေးနေတာအုပ်ချုပ်မယ်ဟာတွေရောစီးပွားရေးမှာဘာလုပ်မယ်ဆိုတဲ့ဥပဒေတွေရောပညာရေးမှာဘာလုပ်မယ်ဆိုတာတွေအဲ့ဒီဟာတွေကတိုင်းပြည်တစ်ပြည်လုံးနဲ့ပတ်သက်ပြီးလုပ်တဲ့ကိစ္စတွေကိုဆုံးဖြတ်ချက်တွေကိုဥပဒေဆိုတာတွေနဲ့ဆုံးဖြတ်ပြီးလုပ်ရတယ်အဲ့ဒါတွေကိုမှအုပ်ချုပ်ရေးပိုင်းဖြစ်တဲ့အစိုးရအဖွဲ့သမရနဲ့ဝန်ကြီးအဖွဲ့အဲ့ဒီလူတွေကအဲ့ဒီလွတ်တော်တွေကနေဆုံးဖြတ်ထားတဲ့ဟာတွေအတိုင်းသူတို့ကအကောင့်ထဲပေါ်ပေးရတယ်သူကတတ်သို့တော့အဲ့လိုဆက်နော်ဒီပုံသဏ္ဍာန်ပေါ်လာနော်အဲ့တော့အဲ့ဒါဒီပြောင်းလာနေတာနော်ကျွန်တော်တို့တိုင်းပြည်မှာစောစောအစိုးရလို့ကျွန်တော်တို့မြင်လိုက်လို့ရှိရင်အုပ်ချုပ်တဲ့လူသမရတို့ဝန်ကြီးတွေရောလွတ်တော်ကလူတွေရောနော်လွတ်တော်ကြီးကလေးဘာညာဖြစ်နေလူတွေတရားသူကြီးဘာညာအကုန်လုံးဒါတွေအကုန်လုံးကျွန်တော်တို့ကအစိုးရကြီးပဲသို့တော်သူ့ထဲမှာဒီလို3ခုခုခံမှာကွဲပြားပြီးတော့ရှိလာဒါသည်ကျွန်တော်တို့စနစ်ပြောင်းတဲ့ဟာထင်ရှားတဲ့ဟာတစ်ခုပဲနော်အဲ့တော့အဲ့ဒီမှာအဲ့ဒီထင်ရှားတာလေးနဲ့ပတ်သက်ပြီးကျွန်တော်တစ်ခုလေးတော့ထပ်ပြီးတော့ပြောချင်တယ်။ဘာလဲဆိုတော့အရင်တုန်းကတော့တစ်ခုတည်းရှိတယ်နော်။အခုကကွဲသွားတယ်ဒါမှမဟုတ်ကျွန်တော်ရှုပ်မှဆိုလို့တရားရေးမှနိုင်ဆိုတာလေးဖယ်ထားပြီးတော့အုပ်ချုပ်ရေးနဲ့ဥပဒေပြုရေးဆိုတာလေးကျွန်တော်သဘောလေးနည်းနည်းလေးပြောချင်တယ်။အဲ့တော့ကျွန်တော်တို့ပြီးခဲ့တဲ့နှစ်ထဲမှာအစိုးရအသစ်တက်လာတယ်။အစိုးရအသစ်ဆိုတာတက်လာတဲ့အခါမှာဒီစောစောပြောတဲ့ပုံသဏ္ဍာန်အသစ်နဲ့နော်တွဲပြောင်းပြီးတော့အရင်ရှိတဲ့အစိုးရစီတွဲပြောင်းပြီးတက်လာတယ်လွတ်တော်တွေရှိလာတယ်သမရနဲ့ဝန်ကြီးတွေနဲ့ဆိုပြီးတော့ဝန်ကြီးဖွဲ့တွေဒီလိုရှိလာတဲ့အခါမှာအရင်တုန်းကအစင်ဆက်သဘောရအုတ်ချိုရေးမှန်နိုင်အုတ်ချိုရေးရန်တရားဆိုတဲ့ဟာသည်နော်ကျွန်တော်ကသတိထားစေကျွန်တော်ပြောတာပါအုတ်ချိုရေးရန်တရားဆိုတာဒီဘာမှအထူးတလဲဆိုတာ तू ကစ조사ပြီးတော့တီထွင်ကြံစားပြီးလုပ်ရင်တော့ကောင်းတာရှိတော့ပေါ့သို့တော့ဘာမှအထူးတလဲမလုပ်ဖဲနဲ့လေသူသည်ရှိလို့ရတယ်နော်သဘောကတော့ဒီအိမ်ကတယောက်ကဆင်းသွားတယ်နောက်တစ်ခါနေတက်လာနေဒီမှာရှိတဲ့သဘောကလတိုင်းပါညာမိဘပါညာအကုန်သုံးဆွဲပြီးတော့ तू ဆက်ပြီးတော့နေသွားလို့ရတယ်ဆိုချင်တာကအုတ်ချိုရေးအာဏာကိုတွဲပြောင်းယူရတဲ့လူသည်သူ့မှာရှိပြီးသားရန်တရားအစဉ်စဉ်အကုန်လုံးကိုတွဲပြီးရတဲ့ကြောင့်ချက်ချင်းလက်ငင်းအာဏာရှိတဲ့အာဏာကိုကျင့်သုံးလို့ရတယ်
သမရဝင်းကြီးတွေဌာနတွေအကုန်လုံးဒီအဲ့ဒါတွေလုပ်လို့ရတယ်သို့တော့ကျွန်တော်ကခုနကပြောတယ်နှစ်ခုသုံးခုပွဲရှိလာတယ်အဲ့ထက်မှနောက်တစ်ခုဘေးထားခဏလေးထားလိုက်ဥပဒေပြုမှနိုင်ဆိုတဲ့ဥစ္စာလွတ်တော်တွေလွတ်တော်ဆိုတာကကျွန်တော်တို့မှာအခုမှအသစ်ပေါ်လာတာဟိုးရှိတုန်းကမြန်မာဆိုရှယ်လမ်းစဉ်ပါတီကလွတ်တော်ဆိုတာရှိခဲ့ပါတယ်သို့တော့ဒါနဲ့မတူဘူးအခုလွတ်တော်ကအဲ့ဒီတုန်းကရှိခဲ့တဲ့လွတ်တော်တို့ဒါမှမဟုတ်ထားပါတော့ဗျာကိုရှိရလူတွေပြောရတာမျက်နှာပူပါတယ်တချို့တိုင်းပြည်တွေမှာရှိတဲ့တပါတီစနစ်ကျင့်သုံးတဲ့တိုင်းပြည်တွေမှာရှိတဲ့လွတ်တော်တွေနဲ့အခုလွတ်တော်နဲ့မတူဘူးအဲ့ဒီတိုင်းပြည်တွေကလွတ်တော်တွေကိုဘာလို့ခေါ်တယ်လဲဆိုရင် rubber stamp ပါလီမန်လို့ခေါ်တယ်တစိမ့်တုံးလွတ်တော်တစိမ့်တုံးလွတ်တော်ဆိုတာဘယ်သူကပြောလိုက်မှမသိတဲ့ဟာတွေအားလုံးအဲ့မှာရေးပြီးပါလာအောက်ကဒိန်းဆိုတစိမ့်နှိပ်ပြီးအတီးပြုတ်ပေးရတယ်နော်အဲ့တော့လူတွေကတော့ခေါ်ထားပါတယ်5 6 9 8 9 1000အများကြီးရက်နည်းနည်းရက်ကကိုယ်စလဲတွေဆိုခေါ်ထားမလို့ဘာလုံးမလားဆိုလို့ရှိရင်ဩလုံးမယ်လို့ပြောရမယ်လို့ဆိုရင်အားလုံးကသိတယ်လုံးမယ်လို့ပဲပြောတယ်နော်အရင်တုန်းကအဲ့လိုလွတ်တော်မျိုးသူများတိုင်းပြည်တွေမှာရှိတယ်လွတ်တော်မျိုးတွေကိုလက်ညှိုးထောင်ခေါင်းညိတ်လွတ်တော်လို့ခေါ်တယ်ရာဘာတစိမ့်တုံးလွတ်တော်လို့ခေါ်တယ်နော်တခါတလေစက်ခလုတ်တွေဘာတွေနဲ့မဲခွဲတယ်ဘောတူသလားမတူဘူးလားဆိုလို့ရှိရင်69.5 ရာခိုင်နှုန်းကနေဘောတူတယ်ဒီပြုလိုက်တယ်ဓာတ်သမ5 ရာခိုင်နှုန်းကတော့ဘောတူတဲ့ထဲမပါဘူးနော်ဘာကြောင့်မပါသလဲဆိုတော့အဲ့ဒီနေ့ကနေမကောင်းလို့ဆေးရုံတက်နေရတယ်နော်ဒါဟိုတုန်းကတခြားတိုင်းပြည်တွေမှာရှိတဲ့လွတ်တော်ကိုပြောတာပါဒီကနေ့လွတ်တော်အဲ့လိုမဟုတ်ဘူးတစိမ့်လုံးလွတ်တော်မဟုတ်ဘူးဒီကနေ့လွတ်တော်မှာပြောရဲဆိုရဲအဆိုတင်ရဲဘာအတိုင်းအများကြီးနေလို့တော်ပြောင်းသွားတယ်နော်တနည်းပြောရင်အဲ့ဒီတော့မှသာလင်ဒီလွတ်တော်သည်လုံခွင်ကိုင်းခွင်လွတ်တော်ရဲ့စွမ်းအားနော်ဒါအမှန်တော့နားလည်တဲ့ပုဂ္ဂိုလ်တွေကလုံနေကိစ္စပါကျွန်တော်ကဘေးကဝင်ပြီးတော့ကျွန်တော်လူတက်လုပ်ပြီးတော့ရှင်းပြနေတာနော်လွတ်တော်သည်အဲ့ဒီလိုလုံနိုင်မှသာလင်စွမ်းအားရှိတာပေါ့နော်ပါဝါရှိအဲ့တော့မှအုပ်ချုပ်ရေးမှနိုင်ဆိုတဲ့ဟာကိုအပြန်လန်းထိမ့်ထိန်ကြည့်တယ်ဆိုတော့လုံနိုင်နော်အဲ့တော့ကျွန်တော်တို့တိုင်းပြည်မှာဒါဟာဒီမိုကရေစီရဲ့လက္ခဏာဒီမိုကရေစီရဲ့လက္ခဏာရှိလာကြောင်းဘာနဲ့ထင်ရှားသလဲဆိုတော့ပြီးကြတဲ့ရက်ပိုင်းတွေကသတင်းစာဖတ်တဲ့လူတွေဆိုတွေ့ပါလိမ့်မယ်နော်ပြည်သူကိုယ်စားလှယ်တဦးဖြစ်တဲ့လွတ်တော်တဲမှာပြည်သူကိုယ်စားလှယ်ကြီးတယောက်လည်းဖြစ်ပြည်သူလွတ်တော်ရဲ့ဥက္ကဋ္ဌလည်းဖြစ်တဲ့နော်ဥက္ကဋ္ဌနော်သူကဥရွှေမန်းနေပြီးတော့လစာတိုးပေးဖို့ကိစ္စကိုဆိုတင်တယ်နော်ဆိုတင်တယ်အဲ့ဒီအချိန်မှာအစိုးရပိုင်းအုပ်ချုပ်ရေးပိုင်းနော်အုပ်ချုပ်ရေးပိုင်းကအခွန်ဘန္တာဝန်ကြီးကလစာတိုးဖို့ဆိုဒီမှာဘယ်ကဲ့သို့ဘယ်လိုဖြစ်ပါတယ်တိုးရင်ဘယ်လိုပဲပုံဖြစ်တဲ့အတွက်ကြောင့်မလို့အခုကမှဘယ်ဟာကိုဘယ်တော့ပိုင်းထားပါတော့သိသိမပြောတော့ပြန်ပြီးတော့ပြောတယ်ဥပဒေပြုတဲ့အပိုင်းနဲ့အုပ်ချုပ်ရေးပိုင်းနဲ့ဒါကဟိုသူ့ဘက်ကသူ့သဘောပြောတယ်ဒီဘက်ကလည်းသူ့သဘောကိုပြန်ပြောတယ်အဲ့ဒီကမှအုပ်ချုပ်ရေးပိုင်းကအဲ့ဒီခိုက်တံဖို့အုပ်ချုပ်ရေးပိုင်းရဲ့သဘောကကိုလက်ခံထားသလိုဖြစ်သွားတယ်သို့တော်မနေ့တနေ့ကထပ်ပြီးကျွန်တော်တို့သိရတဲ့ချက်ကဒီပြိဿတစ်ခုရှေ့မှာပဲပြောသွားတာကစောစောပြည်သူ့လွှတ်တော်ဥက္ကဋ္ဌပြောတာဒီကိစ္စကိုသူမလျှော့ဘူးဆက်ပြီးတော့လုပ်မယ်ဆိုတယ်ဆိုချင်တာကအာနာမန်တိုင်300ခွဲခြားပြီးတော့ရှိတယ်ဆိုတဲ့ဥစ္စာရဲ့လက္ခဏာတရားအနေနဲ့ကျွန်တော်ပြောတာပါလူတဦးတယောက်တည်းကနေပြီးတော့သူ့စိတ်ကူးရှိတဲ့အတိုင်းထားပြီးတော့လုပ်တဲ့စနစ်မျိုးမဟုတ်ဘဲနဲ့စဉ်းစားကြံစပြီးလူတွေလည်းအဲ့ဒီလိုပဲကဏ္ဍတွေနော်အာနာခွဲဝေသုံးစွဲဖို့အတွက်ကဏ္ဍတွေခွဲခြားထားတယ်အဲ့ကဏ္ဍအသီးသီးမှလည်းဆွေးနွေးဝေဖန်ပြောဆိုပြီးတော့လုပ်တဲ့ခိုင်တဲ့စနစ်တစ်ခုကျွန်တော်တို့ဆိုပေါ်လာနေတာကိုကျွန်တော်ပြောတာပါနော်ကျွန်တော်ပြောချင်တာအဲ့ဒါဒီကျွန်တော်တို့မှပြောင်းလဲလာနေတာသို့တော့ကျွန်တော်တို့ကဆိုစဉ်းစားနေရတာကနှစ်ပေါင်းများစွာနော်ကျွန်တော်တို့သိစိတ်တိုင်းမကြတဲ့အနေအထားတစ်ခုမှာကြာရှည်လာခဲ့တဲ့လူတွေအနေနဲ့အခုပြောင်းလဲလာသည်ဟုတ်ကောဟုတ်ရဲ့လားငါအိမ်မက်မဲ့နေတာလားနော်စသဖြင့်လူတွေမှာမယုံနိုင်တာရှိတယ်တော့ကြာအိမ်မက်ကလန့်လို့လာတယ်လို့တမျိုးတုံပြန်ဖြစ်သွားမှာလားနော်စသဖြင့်စိုးရိမ်တာမျိုးလေးတွေရှိပါနော်ရှိတော့အဲ့ဒါကတော့စိုးရိမ်မကင်းနဲ့ပဲကျွန်တော်တို့အခုဆိုရင်တစ်နှစ်လောက်ရှိလာပြီသတိထားကျင်းတယ်ဘာပဲပြောတော်တော်လေးတော့ပြောင်းလာနေပြီလို့ကျွန်တော်ကတော့မြင်တယ်နော်ဒါလေးကျွန်တော်ပြောချင်တာပါ
အဲ့တော့ပြောင်းတယ်ဆိုတဲ့ခါမှာခုနပြောတဲ့စနစ်ပြောင်းတယ်ပြောင်းတာကိုဒီမန်တိုင်းတွေဘာတွေပြောတာတော့ဒါသူရဲ့တပိုင်းပေါ့နော်ရိုးရိုးစဉ်းစားမယ်ဆိုရင်ဘာပြောင်းတယ်လဲတိုင်းပြည်မှာစနစ်တစ်ခုပြောင်းတယ်ဆိုဘာပြောင်းတယ်လဲဆိုအဓိကစဉ်းစားရတာအဓိကအကျဆုံးကဘာလဲဆိုတော့နိုင်ငံရေးစနစ်ပြောင်းတယ်စီးပွားရေးစနစ်ပြောင်းတယ်အဲ့နှစ်ခုကအဓိကအဲ့တော့အခုကျွန်တော်တို့စီမှာပြောင်းမယ်ဆိုရင်ကျွန်တော်တို့ကပြောင်းမယ်ဆိုရင်ဘယ်ကိုပြောင်းမယ်ဆိုတာသိတယ်နာမည်သိတယ်ဒီမိုကရေစီစနစ်ကိုပြောင်းမယ်လို့သိတယ်စီးပွားရေးရဆိုရင်ဈေးကွက်စီးပွားရေးစနစ်ကိုသွားမယ်လို့သိတယ်လွတ်လပ်တဲ့ဈေးကွက်စီးပွားရေးစနစ်ကိုသွားမယ်လို့အဲ့ဒီလိုနားလဲတယ်ကြမ်းမြင်အဲ့လိုနားလဲတဲ့ခါအဲ့နှစ်ခုလုံးကိုကြိုက်တယ်လူတွေအများစုပေါ့နော်အများစုလည်းကြိုက်တယ်ကျွန်တော်တို့ကြိုက်တယ်ဒီမိုကရေစီစနစ်ကိုသွားမယ်ကြိုက်တယ်ဈေးကွက်စီးပွားရေးစနစ်လွတ်လပ်တဲ့စီးပွားရေးစနစ်ကိုသွားရင်ကြိုက်တယ်ဘာကြောင့်ကြိုက်တယ်လဲအကြမ်းမြင်ပြောရင်ဒီမိုကရေစီဆိုဘာလဲညာလဲဘာညာစသဖြင့်သေချာစာမောစစ်တယ်လို့လာစိတ်သေချာဖြေနိုင်တဲ့လူတော်တော်ရှားလိမ့်မယ်ခင်ဗျဒီမိုကရေစီလို့ပြောနေခင်ဗျဘာနာလဲလို့လဲလို့မေးရင်အသွားလိမ့်မယ်နော်တချို့တော့ဖြေနိုင်တာပေါ့ဗျာထားပါတော့ဒါမှမဟုတ်အဲ့လိုပြောလိုက်ရင်အနည်းဆုံးအကြမ်းမြင်လူတွေနားလည်နေတာကဒီမိုကရေစီဆိုလို့ရှိရင်ငါတို့လွတ်လပ်မှုရှိမယ်ဆိုတဲ့ဥစ္စာကိုနားလည်တယ်မတရားလုပ်တာတို့ဘာလို့ညာတို့ခိုင်းစရာအကြောင်းမရှိဘူးလို့အကြမ်းမြင်နားလည်တယ်အဲ့ဒီဟာကိုအကြောင်းပြုပြီးဒီမိုကရေစီကိုလိုချင်ကြတာလွတ်လပ်တဲ့စီးပွားရေးစနစ်ဈေးကွက်စီးပွားရေးစနစ်ဆိုတဲ့ဟာဆိုရင်ဘာဖြစ်မလဲဘာမှသိချင်မသိဘူးသို့တော့ဘာသိတယ်လဲအဲ့ဒါဆိုရင်တော့ပြည်စည်းပြည်စားထုတ်လုပ်တဲ့လူအလုပ်ကိုင်းစီးပွားရေးလုပ်ငန်းတွေလွတ်လပ်လုပ်ကိုင်းနေတဲ့ကြောင့်မို့လို့လူအများစုကအဆင်ပြေမယ်သူလည်းအဆင်ပြေမယ်ငါလည်းအဆင်ပြေမယ်လို့အချမ်းမြတ်ဖြစ်နားလဲတယ်အဲ့ဒါနဲ့လိုချင်နေကြတာဘာကြောင့်လဲဆိုဈေးကွက်စီးပွားရေးစနစ်မဟုတ်ဘဲနဲ့ပုဂ္ဂလိကတွေစီးပွားရေးလုပ်တာကိုမှောင်ခိုတို့ဘာတို့ညာတို့ဝိသမလောဘသမဘာညာစသဖြင့်ပြောတဲ့ခေတ်တုန်းကအကုန်လုံးဆင်းရဲခဲ့မွဲခဲ့တည်ခဲ့တာကိုလူတွေကမမေ့နိုင်ဘူးအဲ့ဒီခါကျတော့အဲ့ဒါမျိုးကြီးနဲ့မတူတဲ့ဈေးကွက်စီးပွားရေးစနစ်ဆိုတဲ့အမျိုးဆိုကြိုက်တယ်ဒီမိုကရေစီနဲ့လွတ်လပ်တဲ့စီးပွားရေးစနစ်သုံးဖို့ဈေးကွက်စီးပွားရေးစနစ်အဲ့နှစ်ခုလုံးမယ်ဒီလိုနားလည်နေကြတယ်အဲ့ဒီနှစ်ခုစီကိုပြောင်းကျင်တယ်နိုင်ငံရေးရဒီမိုကရေစီစီးပွားရေးရဈေးကွက်စီးပွားရေးစနစ်ဒါပေမဲ့လို့ပြောင်းတာပြောင်းကျင်တယ်ကျွန်တော်တို့ပြောင်းတတ်သလားနော်စဉ်းစားရင်တော်တော်ကြောက်စရာကောင်းတယ်ခင်ဗျာအဲ့ဒါဆိုရင်ဘာတွေဘယ်လိုဖြစ်မလဲတိကျပြောစမ်းပါဆိုသေချာမသိဘူးသေချာမသိရင်သေချာမသိတဲ့နေရာကိုသွားတတ်ဖို့ခက်တယ်သေချာမသိတဲ့နေရာကိုမသွားနိုင်ဘူးနော်ရောက်အောင်သွားဖို့နည်းနည်းခက်တယ်သေချာမသိတဲ့အလုပ်တစ်ခုကိုဖြစ်အောင်လုပ်နိုင်ဖို့နည်းနည်းခက်တယ်အဲ့တော့ဒီမိုကရေစီဆိုရင်ဘာတွေလိုတယ်လဲဘာတွေလိုတယ်လဲလိုက်ပြီးတော့အသေးစိတ်လိုက်ကြရတယ်ဈေးကွက်စီးပွားရေးပြောင်းမဆိုဘာတွေသိဖို့လိုတယ်လဲလိုက်ပြီးသိဖို့လိုတယ်အဲ့တော့အခုခါမှာအကြံပေးဒါတွေကိုပြောဆိုလာတဲ့လူရှိပါတယ်ဒီမိုကရေစီဆိုဒီမိုကရေစီရဲ့အခြေခံတွေဒီမိုကရေစီနဲ့ဆက်ဆက်တဲ့လက္ခဏာတွေမို့အင်္ဂလိပ်လိုဘာသာရပ်ဆိုင်ရာပြောတဲ့နိုင်ငံရေးသမား institution တွေဘာညာစသဖြင့်ပြောတယ်တချို့ကအခြေခံဆောက် infrastructure တွေလို့ပြောတယ်ရှိရမယ်ဘာတွေရှိရမလဲအကြံပေးပြောလို့ရှိရင်နော်ဒီမိုကရေစီဆိုရင်ဘာဖြစ်ရမလဲရွေးကောက်ပွဲရှိရမယ်တို့ပြောရင်ရွေးကောက်ပွဲဆိုတာဒီလွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲဖြစ်ရမယ်နော်အဲ့ဒါမျိုးရှိရင်ဒါဒီမိုကရေစီရဲ့လက္ခဏာတရားပြည့်စုံတာဆိုအခုခါမှလုပ်နေပါတယ်နော်ကျွန်တော်တို့ရွေးချယ်တင်မြှောက်ပွဲကော်မရှင်ကလည်းပဲရွေးကောက်ပွဲကော်မရှင်ကလည်းပဲလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်အောင်လုပ်မယ်တတိပေးထားတယ်နော်အားလုံးသတင်းစာဖတ်တဲ့လူသိတယ်လုံးအခုချိန်ခါလုံနေတာတွေမြင်ရတဲ့အထိကျွန်တော်တို့ဒါအဲ့ဒီတိုင်းလုံနေတယ်လို့ဒါမြင်ရပါတယ်လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲတရားသည်ကျွန်တော်အကျယ်တော့မပြောပါဘူးလွတ်လပ်ပြီးတရားမျှတဖို့ဆိုတာဘယ်ဟာတွေမှာကြည့်ရတယ်လဲဆိုတော့ရွေးကောက်ပွဲမတိုင်ခင်မှာကြည့်ရတယ်ရွေးကောက်ပွဲကျင်းပတဲ့မဲပေးတဲ့နေ့မှာကြည့်ရတယ်ပြီးလို့ရှိရင်အဲ့ဒီရွေးကောက်ပွဲရက်လက်ကိုဘယ်လိုဆက်လက်အကောင့်ထဲပေါ်တယ်လဲဆိုတာမှာကြည့်ရတယ်အစအလယ်အဆုပ်အဲ့ဒီသုံးခုမှာကြည့်ရတယ်သုံးခုစလုံးမှာလွတ်လပ်ပြီးတရားမျှတရင်အဲ့ဒီရွေးကောက်ပွဲသည်လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်တယ်အစမှာလွတ်လပ်ပြီးတရားမျှတတဲ့အလယ်မှာမမျှတဘူးဆိုရင်မဟုတ်ဘူးအစနဲ့အလယ်မှာဟုတ်တယ်အဆုံးမှာမဟုတ်ရင်လည်းမဟုတ်ဘူးစလည်းဆုံးသုံးကိုကြည့်ရတယ်ဘာမှမဟုတ်ဘူးရွေးကောက်ပွဲတစ်ခုတရားမျှတလွတ်လပ်ပြီးတရားမျှတတဲ့
ဥစ္စာအကြောင်းကိုပြောတာပါနော်ဒါဟိုကျွန်တော်တို့ကဟိုအဲ့တော့ကျွန်တော်တို့သိဖို့လို့ဆိုရတာလေကျွန်တော်တို့ကြောင်းမယ်ဆိုရင်ကြောင်းဘယ်လိုပါညာသိဖို့ဆိုဒါလေးလည်းပါတယ်နော်အဲ့တော့ရွက်ကောက်ပွဲရှိတယ်ရွက်ကောက်ပွဲဘယ်လိုဝင်မလဲနိုင်ငံရေးပါတီတွေဝင်မယ်နိုင်ငံရေးပါတီတွေသည်သူများတွေလည်းကျွန်တော်မပြောချင်ပါဘူးကျွန်တော်လည်းပါတီနိုင်ငံရေးလည်းမလုပ်ပါဘူးနိုင်ငံရေးပါတီတွေသည်ပြီးသားကြစ်လေးတောင်းတင်းကြာနာရှိရမယ်ဒီကနေ့ကတော့ကျွန်တော်တို့တိုင်းပြည်ကဒီမိုကရေစီနဲ့ကူးပြောင်းကစားမှုလို့တချို့နိုင်ငံရေးပါတီတွေကျွန်တော်တို့နိုင်ငံတကာပြည်ထောင်နေတဲ့တိုင်းလို့ရှိရင်သိပြီးတော့စိတ်တိုင်းမကြတဲ့အနေအထားတွေကတော့ရှိပါတယ်ဒါပါတော့ချိန်တန်တော့ကတဖြည်းဖြည်းနဲ့နိုင်ငံရေးပါတီဆိုတာတွေဒီလည်းပဲကြာနာဘာညာဖြစ်အောင်ဆိုတော့ကျွန်တော်နိုင်ငံရေးတရားဟောတာမဟုတ်တဲ့အတွက်ကြောင့်အဲ့ဒီပိုင်းအများကြီးတော့မပြောတော့ပါဘူးနောက်တစ်ခါဒီမိုကရေစီဖြစ်ဖို့ဒီမိုကရေစီဆိုရင်လွတ်လပ်မယ်ကွာဆိုတဲ့ဥစ္စာဟာအဲ့ဒါဟာကျွန်တော်တို့ရိုးရိုးရတအတွက်အဲ့ဒါအရေးကြီးဆုံးတစ်ခုပါတယ်ဘာလဲလွတ်လပ်မှုအခြေခံလူအခွင့်အရေးနော်ပြည်သူရပိုင်ခွင့်နော်နိုင်ငံသားတို့မူလရပိုင်ခွင့်မူလအခွင့်အရေးဆိုတဲ့ဥစ္စာအဲ့ဒါဒီမိုကရေစီနိုင်ငံတွေမှာရတယ်ဒီမိုကရေစီစနစ်ထွန်းကားရင်ရတယ်ကျွန်တော်တို့တိုင်းပြည်မှာအခု2008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေမှာဆိုရင်လည်းပဲနိုင်ငံသားတွေနဲ့ပတ်သက်တဲ့အဲ့ဒီခွင့်ရေးတွေအကြောင်းကိုတခန့်ပါတယ်နော်တခန့်ပါတယ်အဲ့ဒီအထက်မှာပါတယ်လဲဆိုမိမိထင်မြင်ယူဆချက်မိမိယုံကြည်ချက်မိမိရဲ့အထင်မြင်သဘောထားပါညာအဲ့ဒါကိုလွတ်လပ်စွာပြောဆိုခွင့်လွတ်လပ်စွာရေးသားဖြန့်ချိခွင့်အဲ့ဒါဟာကျွန်တော်တို့ဖွဲ့စည်းပုံအခြေခံဥပဒေတဲမှာကျွန်တော်တို့ပေးထားတယ်အဲ့ဒါကကျွန်တော်တို့လူတွေကသိဖို့လိုတယ်ဆိုတဲ့အထက်မှာခုနကကျွန်တော်တို့သွားတဲ့ဟာသွားရင်ဘာတွေတွေ့ရမလဲဆိုဒါတွေ့ရမယ်ကျွန်တော်သွားရင်ဒီမိုကရေစီစနစ်မှာဆိုရင်ကျွန်တော်တို့အဲ့ဒါရှိတယ်အဲ့ဒါစာအုပ်တချို့လူတွေတွေ့ဘူးလို့ပုံမှန်ပြန်စာအုပ်သိနေချီပြီးရိုက်တယ်ဒါမှမဟုတ်ဖတ်တဲ့လူတော့ဂျာကနန်းတော့ရှိနိုင်ပါတယ်လွတ်တော်ကိုယ်စားလှယ်တွေပိုင်းညာကြတော့ဖတ်ကြမှာပေါ့နော်ထောင်ကနန်းရှိမှရှိမှာနော်အင်မတန်မှအရေးကြီးတဲ့စာအုပ်ဖိုးတန်တဲ့စာအုပ်အဖိုးတန်တဲ့ဆိုဈေးကြီးပေးရတာမဟုတ်ဘူးနော်အင်မတန်အဖိုးတန်တယ်ပါတယ်ကျွန်တော်တို့တိုင်းပြည်ကျွန်တော်တို့နဲ့အစိုးရကျွန်တော်တို့နဲ့ဘာအချင်းချင်းဘယ်လိုစာချုပ်ချုပ်ထားတယ်လဲဆိုတာအဲ့ဒါပဲနော်ဘယ်လိုသဘောတူညီချက်ယူထားတယ်လဲဆိုတာဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပါတယ်အဲ့တော့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပုံမှန်354ကျွန်တော်တို့ကခဏအဲ့ဒါကြီးတော်ရေးနေလို့အဲ့ဒီတစ်ခုသိတယ်ကျန်တာတော့မသိပါဘူးနော်အဲ့ဒီထဲမှာကျွန်တော်တို့လွတ်လပ်စွာရေးသားပြောထုတ်ဝေလွတ်လပ်စွာပြောဆိုခွင့်နော်ရေးသားထုတ်ဝေခွင့်ဖြန့်ချိခွင့်ထုတ်ဝေခွင့်မဟုတ်ပါဘူးဖြန့်ချိခွင့်ဒါတွေပါတယ်နော်ကျွန်တော်တို့အဲ့ဒါကြီးစာအုပ်ထဲမှာပါတယ်ဒါကြီးကကျွန်တော်တို့ပြဋ္ဌာန်းထားပြီးသားဒီလွတ်တော်စခေါ်တဲ့နေ့မှာအဲ့ဒီဖွဲ့စည်းပုံအခြေခံဥပဒေကြီးဒီအတည်ဖြစ်တော့ကျွန်တော်တို့ကအဲ့ဒါကိုကျင့်သုံးလို့ရတယ်နော်ပြည်သူရပိုင်ခွင့်နေဆိုတာအဲ့ဒီစာအုပ်ထဲမှာလည်းပါတယ်တကယ်ဆိုတော့ဒီထက်မကအကျယ်တွင်းထပ်ပြီးတော့ပွင့်ပေးရင်ပိုတော်ကောင်းသေးတယ်သို့တော့အဲ့ဒီထဲမှာလည်းဘာပြောကျယ်မပွင့်လဲဘာတော့ပါတယ်နော်ကျွန်တော်တို့ကဒီမိုကရေစီဆိုရင်လွတ်လပ်မယ်လို့မျှော်လင့်တယ်ဘယ်တော့လာမလဲလွတ်လပ်မှုဆိုတော့အဲ့ဒီလိုမျှော်နေလို့မရဘူးအဲ့ဒီ2008ခုနှစ်ကတည်းကပဲရေးထားတာအသက်ဝင်တာကတော့ဒီပြီးခဲ့တဲ့နှစ်ကမှအသက်ဝင်တယ်အခုဆိုရင်အသက်ဝင်နေပြီကျွန်တော်တို့လွတ်လပ်စွာပြောဆုံးပန်းညာလုပ်လို့ရတယ်အဲ့ဒါကျွန်တော်ဖွဲ့စည်းပုံအခြေခံဥပဒေမှာပြဋ္ဌာန်းထားတဲ့ပြည်သူနိုင်ငံသားတယောက်ရဲ့ရပိုင်ခွင့်ကိုကျွန်တော်တို့ခံစားတာပဲကျွန်တော်တို့ပြောလို့ဆိုလို့ရတယ်ချွင်းချက်ကလေးတော့ရှိတယ်ကိုကလွတ်လပ်စွာရှောက်ပြောတာဟိုလူကိုအလကားတက်လူအသေးပြောင်းသွားပြီးမဟုတ်ဘာညာသွားပြောနေတော့လူတယောက်ထိခိုက်နေနိုင်ကျွန်တော်တို့တရားစွဲတာခံရမှာပေါ့ဒါကတော့တစ်ပိုင်းသို့တော်ကျွန်တော်တို့ထင်မြင်ယူဆချက်ကျွန်တော်ယုံကြည်ချက်နိုင်ငံရေးနဲ့ပတ်သက်တဲ့ကျွန်တော်သဘောထားအမြင်စသဖြင့်ဒါတွေကျွန်တော်တို့ကပြောဝင်ရှိတယ်နော်ကျွန်တော်အခုပြောနေတာအဲ့ဒီဟာကိုခံစားပြီးကျွန်တော်ပြောနေတာနော်ဒါအဲ့တော့ကျွန်တော်တို့ဒီမိုကရေစီဖြစ်ကိုပြောင်းဖို့ဆိုလို့ရှိရင်ရွေးကောက်ပွဲတန်းရှင်းပြီးတရားမျှတတဲ့ရွေးကောက်ပွဲနော်လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲရှိဖို့လိုတယ်အဲ့ဒီနိုင်ငံရေးဆိုပြီးလုပ်နေတဲ့ဖွဲ့စည်းတွေဒီနော်ပို့ပြီးတော့ကြည်လေးတောင်းတင်းနေခိုင်မာပြီးသားနော်ပြည်ဖြစ်ဖို့လိုတယ်နော်ကြည့်ပေါ့ကိုသိတဲ့နိုင်ငံရေးပါတီတွေဒီပြီးတကယ်ပြည်သားရှိသလားမရှိလားနော်ကျွန်တော်ဘယ်ပါတီကိုထောက်ခံတယ်လို့ပြောတာမဟုတ်ဘူးကျွန်တော်ပြောရင်ဘယ်ပါတီမဆိုတိုင်းပြည်မှာရေရှည်ကျွန်တော်တို့တိုင်းပြည်ဒီမိုကရေစီနိုင်ငံဖြစ်လာဖို့အတွက်ဆိုရင်အဲ့ဒါအရေးကြီးတယ်အဲ့တော့ခုနရပိုင်ကပြီးတဲ့နောက်အဲ့ထဲမှာဆက်သက်ပြီးပြောတယ်
တကဘာလုံးကလည်းပြောတယ်နိုင်ငံတကာပြောတယ်သူများတိုင်းပြည်လာတဲ့လူတွေပြောလဲကျွန်တော်တိုင်းပြည်သမရတို့လွတ်တော်ဥက္ကဋ္ဌတို့ကလည်းပြောတယ်ဒီမိုကရေစီနိုင်ငံထူထောင်မယ်ဆိုရင်ကျွန်တော်တို့လက်ညှိုးပိုင်ထိုးတယ်ဆိုတော့ကျွန်တော်တို့နဲ့ဆိုင်တယ်စာနယ်ဇင်းတွေသရုပ်ထမှန်နိုင်လို့ပြောတယ်အစိုးရအာဏာမန်တိုင်ကြီး၃ခုရှိတယ်ကျွန်တော်တို့ကဘာအာဏာမှမရှိဘူးသို့တော့မန်တိုင်နဲ့ရောပြီးထည့်ထားတယ်နော်သရုပ်ထမှန်နိုင်ကျွန်တော်နာမည်အမိခံပေါ့ထားပါတော့သရုပ်ထမှန်နိုင်ဆိုတော့ဘာလို့ အဲ့ဒီမန်တိုင်နေလောက်တာသူ့အလုပ်ကိုသူလောက်ပိုင်ခွင့်အာဏာတွေအသုံးပြုပြီးတော့သူလောက်တဲ့ကိန်းတဲ့ကိစ္စတွေမှာတင်းဆောင်တာချွတ်ချော်တာဘာညာရှိတယ်လို့ထင်ကျွန်တော်တို့ကထပြီးတော့ရက်ကွန်းသားခွင့်ပြောခွင့်ဆိုရင်ခုနပြောထားတဲ့ပွဲစည်းပုံအခြေခံဥပဒေမှာပြဋ္ဌာန်းထားတဲ့ကျွန်တော်လွတ်လပ်စွာပြောဆိုခွင့်ရေးသားခွင့်ဆိုတဲ့ဟာကိုသုံးစွဲပြီးကျွန်တော်တို့ဒီအဲ့ဒီအုပ်ချုပ်ရေးဥပဒေပြုရေးရစီရေးတွေကိုလည်းကျွန်တော်တို့ကရေးသားပြောဆိုခွင့်လုပ်ခွင့်ရှိတယ်အဲ့ဒါမျိုးရှိနေမှာတိုင်းပြည်တွေမှာစာနယ်ဇင်းတွေသတင်းသမားတွေသတင်းစာတွေဂျာနယ်တွေမဂ္ဂဇင်းတွေအဲ့လိုဟာမျိုးတွေထဲမှာတိုင်းပြည်နဲ့ပတ်သက်တဲ့အရေးကိစ္စတွေကိုရေးသားတဲ့အကြံပေးတယ်ပြောတယ်ဆိုတယ်တချို့ကိစ္စအစင်မပြေဘူးမရှိလည်းဘူးမှားနေတယ်လို့ထင်ရင်ဝေဖန်နဲ့ထောက်ပြတယ်ဒါတွေရှိဖို့လို့အဲ့ဒါရှိမှသာလေဒါဒီမိုကရေစီနိုင်ငံဖြစ်တယ်ဒီမိုကရေစီနိုင်ငံပါနော်နောက်တစ်ခုအားလုံးလက်ခံထားတာဘာလဲဆိုတော့တရားဥပဒေစိုးမိုးမှုလို့ပြောတယ်တရားဥပဒေစိုးမိုးမှုဆိုဗမာစကားကကျွန်တော်တို့ရုပ်တွေ့ကြရင်ဒိတ်ပဲကောက်ချို့နည်းနည်းဒိုးလို့ဖြစ်တယ်တရားဥပဒေစိုးမိုးဆိုပါလေအားလုံးငြိမ့်နေကြဆိုတာမျိုးမဟုတ်ဘူးတရားဥပဒေစိုးမိုးလို့ဆိုတရားဥပဒေအတိုင်းဖြစ်တယ်အားလုံးဒီတရားဥပဒေအတိုင်းဖြစ်ရမယ်တရားဥပဒေဘယ်ကပြဋ္ဌာန်းတယ်လဲဒီမိုကရေစီနိုင်ငံမှာဥပဒေပြုလွှတ်တော်တွေကပြဋ္ဌာန်းမယ်ဥပဒေပြုလွှတ်တော်တွေကပြဋ္ဌာန်းတဲ့ဥပဒေတွေအတိုင်းအပြင်မှာလက်တွေ့ကျင့်သုံးတဲ့အခါမှာဒါနဲ့ညီညွတ်ရမယ်သူကမညီညွတ်ဘူးသူကြမှာညီညွတ်ရတယ်ဆိုတာမျိုးမဟုတ်ရဘူးတူညီစွာညီညွတ်ရမယ်အဲ့ဒီနေထားအဲ့ဒီကကြတော့တရားဥပဒေမှန်တိုင်စောစောပြောတယ်တရားဥပဒေမှန်တိုင်အရင်တော့ကတော့အစဉ်ဆက်ကတော့တရားသူကြီးတို့ဘာလို့ညာတို့ဆိုတာတော့ဆိုရရဲ့ဘယ်ဌာနကနေဘယ်လိုခန့်တယ်လဲမသိခန့်ရထားတဲ့ပုဂ္ဂိုလ်တွေသို့တော့မန်တိုင်ဆိုတီးခြားဖြိုးဆိုရင်တော့ကဘာမှာပြောတဲ့စကားကတော့တရားရေးမန်တိုင်ဒီ independent တီးခြားလွတ်လပ်တဲ့မန်တိုင်ဖြစ်ရမယ်တီးခြားလွတ်လပ်တဲ့ဒီကန္တာကြီးတစ်ခုဖြစ်ရမယ်ပြီးတဲ့နောက်သူ့ဟာမှန်ကန်တော့လုပ်ရမှာပေါ့နော်ဥပဒေနဲ့လွတ်တော်ကလုပ်ထားတဲ့ဥပဒေနဲ့အညီဆောင်ရွက်တဲ့တရားရေးမန်တိုင်ဖြစ်ရအဲ့ဒါဆိုရင်ဒါတိုင်းပြည်မှာသိအားကောင်းတယ်ဘာကြောင့်လဲကျွန်တော်တို့ကပြည်သူရပိုင်ခွင့်အခုကကျွန်တော်တို့တိုင်းပြည်အခုမှစပြောင်းတဲ့အခါမှာဖြစ်เสียရှိတဲ့ဟာတွေကိုဖြစ်တင်ဖြစ်လိုက်တာတွေအခုမှစလောက်ကင်နေကြတာလောက်ကင်တဲ့အခါကျွန်တော်ခုနပြောတဲ့အထက်မှာလူကြီးတွေဆိုနားလဲပါတယ်အစိုးရပိုင်းသမရနဲ့ဝန်ကြီးအဖွဲ့ပါတဲ့ကနေဟိုအောက်ဆင့်တီအုပ်ချုပ်ရန်တရားငကုံမူလာတဲ့ရှိတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တချို့နေရာမှာလူလဲရအထက်ပိုင်းမှာလူလဲရတယ်အောက်ပိုင်းမှာဆိုလဲစရာမလိုဘူးအဲ့တော့ဒီရန်တဲ့ရတွက်သူလဲပတ်သွားတာဥပဒေပြုမှန်တိုင်ဖြစ်တဲ့ဒီလွတ်တော်တွေပါတဲ့အလုပ်တွေကတော့ဒီဆောက်တုံးမဲ့အခုတည်းသတင်းစာတွေဂရုစိုက်ပြီးဖတ်လို့ရှိရင်သူ့မှာအခုမှကော်မတီတို့ကော်မရှင်တို့စသဖြင့်ထဖွဲ့လိုက်ဘာလိုက်ညာလိုက်စလုံတာသူ့ရန်တရားတွေကိုကြည်တန်လက်တန်တွေကိုသူကဒီဆောက်တုံးမဲ့ရှိသေးတယ်လောက်ကင်နေရတော့မှရှိသေးတယ်နော်အဲ့တော့အဲ့ဒီလိုတဖြည်းဖြည်းနဲ့လိုအပ်တဲ့ဟာတွေကိုဆက်ပြီးတော့လောက်ကင်တဲ့ဟာတွေလှုပ်เสียရှိတာဆက်ပြီးလောက်ကင်ဖို့လိုတယ်ဘာကြောင့်လဲဆိုတော့သူတို့လှုပ်လို့ကင်လို့မပြီးသေးခင်မှာဒီစီမံခန့်ခွဲရေးအုပ်ချုပ်ရေးအပိုင်းကလူတွေကအရင်ရှိတဲ့လုံထုံလုံနည်းတွေဥပဒေတွေစီမင်းစည်းကမ်းတွေနဲ့ဆက်ပြီးတော့လောက်ကင်နေကြတဲ့လောက်ကင်နေရတဲ့သဘောရှိတယ်အဲ့ဓာတွေဒီတခါတရံကြတော့ကျွန်တော်တို့နောက်အစ်စ်လာမဲ့ဥစ္စာတွေနဲ့မတူတာတွေရှိတယ်မတူတာတွေဆိုတော့ကျွန်တော်ကကိုယ်တိုင်တခြားနေရာမှာလည်းကျွန်တော်တို့ပြောပါတယ်ပြောတဲ့အတွက်ကြောင့်မို့လို့ဒီနေရာမှာလည်းပြောလို့ဒီဥပမာအနေနဲ့ကျွန်တော်ပြောပါမယ်အဲ့ဒါပါလေသတင်းစာဂရုစိုက်ပြီးဖတ်တဲ့လူတွေဆိုသိလိမ့်မယ်အခုကမှလွတ်တော်မှာဥပဒေတွေတင်တယ်ဥပဒေတွေတင်တယ်ဆိုတော့အဲ့ဒီဥပဒေတွေအလကားမဟုတ်ဘူးနော်အဲ့ဒီဥပဒေတွေအတိုင်းဆက်ပြီးတော့လောက်ကြမှာနေကြမှာဒီတိုင်းပြည်ထဲမှာနော်အဲ့ဒီတိုင်းနေဥပဒေညှိညွတ်တယ်မနေရင်မညှိညွတ်ဘူးမနေရင်အဲ့ဒီဥပဒေကသတ်မှတ်ထားတဲ့ဟာတွေကအရေးယူခံရမယ်အဲ့တိုင်းနေဘာမှမဖြစ်ဘူးနော်ဘာပြဿနာမရှိဘူးတခြားဘာကိုမှစိုးရိမ်စရာမလိုဘူးအဲ့ဒီဥပဒေနဲ့အညီနေသွေးကာလပါလာအဲ့ဒီကကြတော့ကျွန်တော်တို့ပြည်သူ့ရပိုင်ခွင့်တွေထဲမှာလူဒီပြည်သူမူလအခွင့်အရေးတွေကဘာပါတယ်လဲဆိုရင်ကို
ကိုမကြိုက်တဲ့ကိစ္စမကျေနပ်တဲ့ကိစ္စရှိလို့ရှိရင်ငြိမ်းချမ်းစွာနော်ကျွန်တော်ဆန္ဒပြခွင့်ရှိတယ်စီတန်းလဲခွင့်ရှိတယ်ကျွန်တော်ခုနပြောတဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုစာအုပ်ထဲမှာပါတယ်ဆိုပါတော့ဒါဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုတာဒီတိုင်းပြည်ရဲ့ဥပဒေတွေအားလုံးနဲ့မှာအရေးကြီးဆုံးအခိုင်အမာဆုံးအခြေခံအကြဆုံးသူနဲ့ဆန့်ကျင်ပြီးလုပ်လို့မရဘူးနော်အဲ့ဒီထဲမှာအဲ့လိုပါတယ်သို့တော့တကယ်လက်တွေ့မှာအဲ့ဒီအတိုင်းလုပ်မယ်ဆိုရင်ကျွန်တော်ဆန္ဒပြခြင်းနဲ့ဆိုလို့ရှိရင်နေအောင်ခင်ဗျားဒီတိုင်းပြလို့မရသေးဘူးခင်ဗျားဆန္ဒပြရင်လည်းဟုတ်ပြီခင်ဗျားဆန္ဒပြခြင်းဆန္ဒပြလို့ရအောင်ကျွန်တော်လုပ်ပေးမယ်ခင်ဗျားဆန္ဒပြခြင်းခင်ဗျားဘယ်နှမှာပြခင်ဗျားလည်းကြိုပြီးတော့ပြောပါဘာလို့ဆိုတခြားကိစ္စတွေအကြောင်းပြုတဲ့အတွက်ကြောင့်မို့လို့ဆိုတဲ့ဟာတွေရှိတယ်စီမင်းစည်းကမ်းတွေရှိတယ်အဲ့ခါကျတော့ကျွန်တော်ကဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရဆန္ဒပြခွင့်ရှိပေမဲ့လို့ကျွန်တော်စုဝေးပြီးတော့ကျွန်တော်သဘောတူတဲ့လူတွေနဲ့စုဝေးပြီးတော့လှည့်လည်ခွင့်ရှိပေမဲ့လို့အဲ့ဒီလှည့်လည်တာမှလည်းစီမင်းစည်းကမ်းတွေနဲ့အညီဆန္ဒပြအဲ့တော့အဲ့ဒီစီမင်းစည်းကမ်းတွေကသေးသေးချာချာမထုတ်ရသေးဘူးဆိုတဲ့အခါမှာကျွန်တော်ဘယ်လိုလုပ်နော်ကျွန်တော်ကမေးတယ်နော်သက်ဆိုင်တဲ့ပုံကိုယ်တွေပါတော့ကြည့်ပဲနာမည်ထည့်ပြောရင်တိတ်ကြီးကျင်တယ်မဆိုမပြောပါဘူးသက်ဆိုင်တဲ့ပုံကိုယ်တွေကိုဒီလို public စီဝေးဝန်းတခုကမေးတယ်အဲ့လိုနေထားမျိုးမှာကျွန်တော်ကဆန္ဒပြရင်ကျွန်တော်ကိုဘာလုပ်မလဲအဲ့ကကြတော့ရှင်းပြတဲ့ပုံကပြောပြတယ်အဲ့ဒါလို့ကျွန်တော်မဟုတ်ဘူးပေါ့ဗျာအဲ့လိုဆန္ဒပြတဲ့လူဆိုရင်ဘယ်လိုလုပ်မလဲဆန္ဒပြတဲ့လူဆိုရင်တော့တည်ဆဲဥပဒေဖန်ခံမယ်တဲ့နော်ရေးယူခံအဲ့တော့ပြုတ်သွားတည်ဆဲဥပဒေရရေးယူခံရမယ်သို့တော့တည်ဆဲဥပဒေကတော့အဲ့နာမှာတည်နေတယ်သို့တော့ဟိုကကျွန်တော်တို့ခြေခံကြီးတဲ့ဥစ္စာကိုကြတော့ဘယ်လိုစဉ်းစားမလဲအဲ့ဒီမှာကျွန်တော်ကိုဘာညာခွင့်ပြုပေးထားတယ်ဘယ်လိုလုပ်မလဲဆိုတဲ့အခါကျဟုတ်ဒီတည်ဆဲဥပဒေတွေနောက်ကြတော့ဖျက်ရနော်ဒီတည်ဆဲဥပဒေဒီဟိုဟာနဲ့မညီညွတ်ရင်တော့ဖျက်မယ်ညီညွတ်တဲ့ဟာတွေကတော့ရှိမှာဘူးမညီညွတ်တာဒီပဲဖျက်တယ်ပြုပြင်တဲ့ဘာညာလွတ်တော့ဆိုဒီလုပ်တာနော်အရင်တော့ဥပဒေတွေကအခုအသစ်ပြောင်းတဲ့စနစ်နဲ့ပတ်သက်ပြီးတော့မညီညွတ်တဲ့ဟာတွေဒီမိုကရေစီစနစ်မညီညွတ်တဲ့ဥပဒေတွေပြင်ဆင်မယ်ပယ်ဖျက်မယ်ဒါမှမဟုတ်အဲ့ဒါကိုဖြုတ်ပေးပြီးအသစ်ပြဋ္ဌာန်းမယ်ဒါလုပ်နေတယ်လွတ်တော့ဒီလုပ်အဲ့တော့ခုနမျိုးဆိုဘယ်လိုလုပ်မလဲခုနမျိုးဆိုတော့ဟိုဥပဒေကြီးကကျွန်တော်ခွင့်ပြုတယ်ဒီဥပဒေကကျွန်တော်ဖမ်းတယ်ဘယ်လိုလုပ်မလဲနော်အဲ့ဒီခါကျတော့ရုံရောက်တဲ့ခါကျကျွန်တော်ရှင်းနေရပြောလိမ့်မယ်တဲ့ကျွန်တော်ရှင်းနေရတရားသည်ဖွဲ့စည်းပုံအခြေခံဥပဒေမညီညွတ်ပါဘူးဆိုလို့ရှိရင်နောက်ကျတော့ခင်ဗျားတို့အဲ့ဒီကိုသွားအဲ့ဒီကနေဆက်ပြီးဆုံးဖြတ်ပေးလိမ့်မယ်ဆိုတော့ကျွန်တော်ထင်တာကတော့အဲ့ဒီကနေပြီးကျွန်တော်ပြန်လှုပ်ပေးလိမ့်မယ်လို့ကျွန်တော်ထင်တယ်သို့တော့ကြားထဲမှာဘယ်လောက်ကြာမလဲဆိုတော့ကျွန်တော်မသိဘူးအဲ့တော့ကျွန်တော်ကဘာလုပ်ရမလဲဆိုလို့ရှိရင်တော့အဲ့ဒီကြာမဲ့ဟာတွေမကြာအောင်ဒါတွေကိုကျွန်တော်တို့ကလုပ်ရအဲ့ခါကျမှခုနကကျွန်တော်ပြောတဲ့ဒီသူရပိုင်ခွင့်လွတ်လပ်ခွင့်ဒီမိုကရေစီအခွင့်အရေးဆိုတဲ့ဟာတွေကျွန်တော်တို့ရအဲ့တော့ဒါဘာပြောနေတယ်လဲဆိုတော့ကျွန်တော်တို့ကလူကြီးနဲ့ဆိုရင်တရားထိုင်မလို့ဘလူးကမှလာပြီးဒီမိုကရေစီရောဆိုပြီးအထုတ်လိုက်အိမ်တိုင်းရောက်ဆိုပြီးတော့ဒိုးတူဒိုးစနစ်နဲ့ကျွန်တော်တို့လာပြီးတော့ပို့မှာမဟုတ်ဘူးနော်ကိုယ့်ဘာသာကိုလုံးမရဥစ္စာရင်လို့ဥစ္စာရင်ကဗမာစကားရှိတယ်ကိုလိုချင်တဲ့ကိစ္စကိုလုံးမရပေးထားပြီးဒီစာအုပ်ထဲမှာစာအုပ်ထဲပေးထားတဲ့ဟာတကယ်လည်းတွေ့ရလာအောင်ကျွန်တော်တို့ကကိုယ်တိုင်ကလုံးမရနော်ကိုယ်တိုင်လုံးမရဒီမိုကရေစီဆိုတဲ့အင်္ဂလိပ်စကားလုံးကိုထားပြီးအင်္ဂလိပ်ရှေ့တော့ဂရိကဘာညာစသဖြင့်ပြောရတာတကယ်ဘာလဲဆိုပြည်သူအုပ်စုမှုပြည်သူအစိုးရပြည်သူလူထုကအစိုးရဖြစ်ဖို့ပြည်သူလူထုကဘယ်ခါအစိုးရဖြစ်လဲပြည်သူကတော့ဘယ်ဒီတတိုင်းပြည်လုံးတန်းပေါင်း60ရတဲ့အစိုးရဖွဲ့ကြီးထဲမှာယာရုထယူလို့ခွဲယူလို့လည်းရမှာမဟုတ်ဘူးနော်ဘယ်ရုံသွားထိုင်မလဲနော်ဒီလူအားလုံးကအဲ့ခါကျတော့ကျွန်တော်ကိုယ်စားလှယ်နဲ့လုပ်နေရတာပေါ့နော်အခုလုပ်တာနော်ပြည်သူကိုယ်စားလှယ်တွေကနေတစ်ဖြင့်အုပ်စိုးတဲ့ဥစ္စာဖြစ်အောင်ဖြစ်ဒီစနစ်နဲ့တွားနေနော်ပြည်သူကိုယ်စားလှယ်တွေကအုပ်စိုးတဲ့စနစ်သို့တော့ဘယ်ချိန်ခါမှပြည်သူကအစိုးရဖြစ်တယ်ဆိုအဲ့ဒီကိုလွှဲလိုက်တဲ့ကိုယ်စားလှယ်ဒီကိုကပါဝါလွှဲပေးလိုက်တာပေါ့နော်အရက်ထဲမှာဆို general power တို့ special power တို့လွှဲပေးလိုက်တဲ့လူတွေဒီလောက်တဲ့ခါမှာကိုယ်ကိစ္စကိုတကယ်လုပ်သလားမလုပ်ဘူးလားအဲ့လူတွေဒီကျွန်တော်တို့ကိစ္စဆောင်ရွက်ဖို့ဆိုပြီးပါဝါလွှဲပေးလိုက်တာအဲ့ဒါကြတော့မလုပ်ရင်ကျွန်တော်တို့ဘာအထိလုပ်လို့ရဆိုမလုပ်ရင်အဲ့ဒီပါဝါကိုရုပ်သိမ်းတဲ့အထိလုပ်လို့ရတယ်နော်
အဲ့တော့ကပါဝါရုပ်သေးတဲ့ဆိုတာနီလာမျိုးမျိုးရှိပါတယ်အခုကျွန်တော်တို့ကိုယ်စလဲခန့်လိုက်တဲ့လူကကောင်းကောင်းမလုပ်ဘူးဆိုအဲ့ကောင်တော်ကွာနောက်ဆက်မလဲတော့ဘူးဆိုနောက်တစ်ချိန်ရွေးကောက်ပွဲကြတော့မဲမပေးတာရုပ်သိမ်းနည်းတစ်မျိုးပေါ့ဟမ်ဒါတစ်မျိုးဒါမှတချို့နေရာတွေမှာရှိတယ်ကျွန်တော်တို့စီမှာလည်းရှိသလားမသိကျွန်တော်ဒီစာအုပ်စိမ်းကြီးကိုကျွန်တော်သိကြအောင်ကျွန်တော်ပြန်ကြည့်အောင်ကျွန်တော်စီမှာရှိတယ်လို့ထင်တယ်ပါတယ်လို့ကျွန်တော်စိတ်ထဲမှာတော့အောင်းမိတယ်နံပါတ်ဘယ်လောက်လဲမသိဘူးပြန်ခေါ်ခွင့်ဆိုတော့ပြန်ခေါ်ခွင့်ဆိုရုပ်သိမ်းလို့သူ့ဘာသူအဲ့ဒီမှာတက်နေတော့လွတ်တော်တက်နေတော့ငုတ်တုတ်ကြီးကိုလည်းကျွန်တော်တို့မကြိုက်ဘူးရာဆိုပြီးတော့လူဦးရေဘယ်လောက်ပဲရွနေပြီးတော့လက်မနဲ့ထိုးပြီးတင်ရင်အဲ့ဒီလူကိုပြန်ပြီးတော့ဒီလူကိုဆက်ပြီးကတော့ကိုယ်တည်းနဲ့ခတ်မလားမခတ်ဘူးလားပြန်ပြီးတော့အဲ့ဒီတယောက်တည်းကိုပြန်ပြီးတော့မဲပေးတဲ့ဥစ္စာလုပ်လို့ရတယ်နော် right to recall လို့ခေါ်တယ်နော်ပြန်ခေါ်ခွင့်အဲ့ကကြတော့ကျွန်တော်ကမကျေနပ်လို့ခေါ်မလို့ကြံတဲ့လူအများကြီးကနေကြိုက်နေဆိုတော့ဟာနေစမ်းပါခင်ဗျာကျွန်တော်တို့သူ့ကိုဆက်ပြီးတော့လွှဲတယ်ဆိုရင်လည်းလွှဲပေါ့နော်ထားပါတော့ဒီလိုလိုရှိတယ်ဆိုချင်တာကပြည်သူသည်အစိုးရဖြစ်အောင်ဆိုရင်ကိုယ်သဘောဆန္ဒတွေအတိုင်းအုပ်စိုးမှုမှာအုပ်ချုပ်တဲ့ policy တွေမူဝါဒတွေချတာမှာဖြစ်အောင်ပြောကိုယ်လူတွေကကိုယ်လူအစ်စ်ဟုတ်လားမဟုတ်လားကိုယ်ကရွေးလိုက်တဲ့လူဒီကိုယ့်လူအစ်စ်ဖြစ်ဖို့လိုတယ်ကိုယ့်လူတကယ်လို့ဖို့လိုတယ်နော်ထားပါတော့ညားနေလို့ရှိရင်နိုင်ငံရေးစကားပြောသလိုဖြစ်နေမယ်ကျွန်တော်အဲ့ဒါမပြောတော့ဘူးကျွန်တော်ပြောနေတာကကျွန်တော်တို့တိုင်းပြည်အတွက်ပြောနေတာကျွန်တော်အပါဝင်ကျွန်တော်ကနေထိုင်တဲ့တိုင်းပြည်ကျွန်တော်အသက်62နှစ်အထိနေလာတဲ့တိုင်းပြည်ဘယ်မှကျွန်တော်ထွက်လဲမပြေဘူးထွက်လဲမသွားပဲနဲ့နေလာတဲ့တိုင်းပြည်အတွက်ကိုကျွန်တော်ပြောတာနော်ဒါအောင်မလို့ကျွန်တော်တို့ကိစ္စကျွန်တော်ပြောတာအဲ့တော့ကျွန်တော်ပြောင်းတဲ့ဥစ္စာကြီးအောင်မြင်စေကျွန်တော်ပြောနေတယ်အဆင်ပြေစေကျွန်တော်ပြောနေစနစ်ဒီမိုကရေစီတကယ်ဖြစ်အောင်ကျွန်တော်တို့အားလုံးကလုပ်ဖို့လိုတယ်ဒါအောင်မလို့အနေနဲ့ရမှရှိတယ်အရက်ထဲမှာရှိတယ်နေရာပေါင်းစုံကဏ္ဍပေါင်းစုံလုပ်ငန်းနယ်ပယ်ပေါင်းစုံမှာရှိတဲ့နေရာတိုင်းမှာသူ့ဘာသူကိုကိစ္စကိုပတ်ဝန်းကျင်အဝန်းဝိုင်းလေးကိစ္စကိုရက်ွက်ကိစ္စကိုမြို့နယ်ကိစ္စကိုလုပ်ငန်းနယ်ပယ်ကိစ္စကိုစိတ်ဝင်စားတဲ့နယ်ပယ်ကိစ္စစသဖြင့်အဲ့ဓာတွေကိုဥဆောင်ဥရပြုပြီးလှုပ်ရွနဲ့လုံနေတဲ့လူတွေလိုတယ်ကဘာကတော့ရိုက်ရွာအခြေပြုလူမှုအဖွဲ့အစည်းတွေနော် civil society ဘာညာစသဖြင့်ပြောတယ်အဲ့လိုလူတွေအများကြီးလိုတယ်နော်အဲ့ခါကျမှကျွန်တော်စောစောပြောတဲ့နိုင်ငံရေးအပြောင်းလဲရတော့တကယ်ရွေ့လာမှာအဲ့တော့စီးပွားရေးပြောင်းလဲရတော့ကျွန်တော်စဉ်းစားမိလို့ပြောတာပါကျွန်တော်တို့သွားခြင်းနဲ့ငါတို့သေချာမှလှုပ်တတ်ရလားဖြစ်ပါမလားစိုးရင်တဲ့ဟာကိုပြောချင်တာပါဘာလို့စီးပွားရေးပြောင်းလဲကြောင်းသတင်းစာတွေဘာတွေဖတ်တဲ့လူတွေစီးပွားရေးကိစ္စတွေလေ့လာမေးမြန်းတဲ့လူဆိုတော့သိပါလိမ့်မယ်စီးပွားရေးပြောင်းဖို့ဆိုရင်လွယ်တာမဟုတ်ဘူးနော်လွယ်တဲ့ကိစ္စတော့မဟုတ်ကျွန်တော်ပြောပြဒီနာနေတဲ့ပုဂ္ဂိုလ်တွေနိုင်ငံတကာနဲ့ဆက်ဆံရတာပေါ့နိုင်ငံခြားကဒီလိုလှမ်းပြီးတော့ပုတ်လိုက်ရင်ရောက်နေတဲ့နေရာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီနေရာလူတွေနိုင်ငံခြားအတွေ့အကြုံများတယ်ဘွားပြေလေတဲ့နေတဲ့ကျွန်တော်တို့နဲ့ဆိုင်နော်နိုင်ငံတကာဆိုအင်မတန်သိတာငွေလဲတယ်တို့ဘာလို့ဆိုတာဒါဒီနေရာလူတွေပဝေသနီတဲ့လုံတဲ့ကိစ္စတွေတော်တော်ပမာငွေကိုနိုင်ငံတကာငွေနဲ့လဲမဲ့အခါမှာဘယ်ဈေးနှုန်းနဲ့ fix လုပ်မလဲဟာမလွယ်ဘူးအဲ့ကိစ္စဘာလို့လဲတို့ငွေကတော့ဟိုနေရာတစ်မျိုးဒီနေရာတစ်မျိုးဟိုလိုကြတစ်မျိုးဟိုစင်းနဲ့ကြတစ်မျိုးဒီမှာကြတစ်မျိုးစသဖြင့်ဒီလိုတော့လည်းမဖြစ်ဘူးကဘာနဲ့ဆက်ဆံပြီးလှုပ်လို့မယ်ဆိုခင်ဗျားတို့ဈေးတွေကအမျိုးမျိုးနဲ့ဆိုကျွန်တော်တို့လှုပ်လို့မရဘူးတော့ဈေးပေါ်စီပွားရေးစနစ်နိုင်ငံတကာဆက်သွယ်ပြီးလုံငန်းကြီးတွေမမတွေနိုင်ငံတကာအချင်းချင်းမြုံနှံမှုတွေဘာတွေအကုန်လုပ်လို့ဆိုငွေကြေးစနစ်ကလည်းပြင်ဖို့လိုတယ်ငွေကြေးစနစ်ပြင်တယ်ဆိုတာမှအများကြီးရှိတဲ့ထဲမှာအဲ့ဒါလုပ်အောင်ငွေဘယ်လောက်နဲ့ခင်ဗျားတို့ကကဘာငွေနဲ့ဥပမာဒေါ်လာနဲ့ဘာမှငွေနဲ့ဘယ်လိုလဲမလဲဘယ်နှုန်းနဲ့ဒါနဲ့ထားမလဲနည်းနည်းပါးလေးလှုပ်တာလေးတော့ရှိမယ်သို့တော့ဘယ်နေရာလောက်ဆိုတဲ့အောင်ခင်ဗျားတို့ဘယ်လိုချိန်မလဲအေးကျွန်တော်တို့စိတ်ဝင်စားတယ်လူတကာလည်းစိတ်ဝင်စားတယ်အဲ့ဒါနဲ့စိတ်ဝင်စားတဲ့လူမေးမြန်းကြည့်တော့ဟိုလူကတမျိုးပဲဒီလူကတမျိုးဘလူကမှသေးချာမလုပ်တတ်တော့ကျွန်တော်တို့ကဆက်စုတဲ့ကောင်ဆိုဟိုမေးတယ်ဟိုကျွန်တော်တို့ကသေချာနားမလဲလိုက်ဆက်စုတာပေါ့ဗျာနော်စီပွားရေးဘောကဗေဒပညာကျွန်တော်တို့ရေးရနားလဲတာမဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်တို့ကနေပါသိနည်းနည်းပါပြန်ပြောမဲ့ကောင်လို့ဆိုတော့ဟိုတစုံကိုကတစုံတည်းဒီကတစုံတည်းသွားမေးတဲ့ခါတနေ့မှဘာသွားဖတ်ရတယ်ဆိုတော့အဲ့ဒီကိစ္စမလွယ်ဘူးတဲ့နော်တော်ခက်တယ်တဲ့ဒီတော်လာငွေ6ကျန်နဲ့လဲနေတဲ့ငွေ100နဲ့လဲနေငွေ1000နဲ့လဲနေစသဖြင့်အဲ့ဒီလိုအမျိုးမျိုးဖြစ်နေတဲ့ဥစ္စာကိုတမျိုးနဲ့တတ်မှတ်တဲ့ကိစ္စမျိုးပါတဲ့
ကဘာမှာတော့တွေ့ကြုံရှိတယ်လူတော်တော်နဲတယ်ကျွန်တော်တို့ကဘုရားသာကုန်မနိုင်လို့သူများအကူကြီးတောင်းမယ်ဆိုတော့တော်တော်ခက်တဲ့သဘောဟိုနောက်တော့မှတကယ်လုတ်တတ်တဲ့လူပေါ်လာရင်တော့မပြောတတ်ဘူးနော်ဘာလို့ဆိုတော့ကျွန်တော်သတင်းစာနိုင်ငံတကာတစ်ခုမှဖတ်ကြည့်တဲ့အခါကျတော့အဲ့ဒီကိစ္စမျိုးကိုလုတ်တတ်တဲ့လူကကမ္ဘာငွေကြေးရန်ပုံငွေဖွဲ့လို့ခေါ်တဲ့ IMF ဆိုတဲ့အဖွဲ့ကမ္ဘာမှာငွေကိစ္စမှာဆိုကမ္ဘာမှာအလဲဆုံးပုံကိုယ်တွေပေါ့လူလေတွေပေါ့ဗျာနော်အဲ့ဒီပုံကိုယ်တွေထဲမှာတော့မှပဲအမွေနားလဲတဲ့လူက3 ယောက် 4 ယောက်လောက်ပဲရှိတယ်နော်ကမ္ဘာမှာကိုဆိုတော့တော်တော်ခက်တာကိုကျွန်တော်ပြောနေတာပါနောက်ကြတော့တစ်ခုလှုပ်လိုက်ရင်လည်းပြီးသွားတယ်လည်းရှိမှာပါဗျာနော်ကျွန်တော်တို့ခက်နားမလဲဘူးမလို့ဟိုလှုပ်လိုက်တော့လဲဩဖြစ်တာပဲဆိုတာလည်းဒီလိုပဲရှိမှာပေါ့နော်အဲ့တော့ငွေကိစ္စဘဏ်ကိစ္စနိုင်ငံတကာယင်းနှမြုံနှံမှုတွေလာမယ်တဲ့လာတဲ့ခါကျတော့အခုကျမှပြောတာလူတွေကပြောတာခမည်းတော်စီလာရင်ကျွန်တော်ပတ်စံကျွန်တော်ပြန်အိတ်ထက်ပြန်ထည့်သွားဖို့တော့သူများတိုင်းပြည်ကလာပြီးဒီတိုင်းပြည်ထဲမှာအရင်ကြီးလုပ်တဲ့လူကသူပစ္စည်းကိုသူအချိန်ဝေးယူသွားနိုင်ထုတ်လာနိုင်ဒီမှာဘာညာလုပ်နိုင်သူကသေးကြခြင်းနဲ့လေနော်စီဝါရေးသမားမသေးကြရင်ဘယ်လုပ်မလဲသေးကြခြင်းတဲ့ခါကျတော့သေးကြအောင်ဆိုဘာအာမခံတယ်လို့ကျွန်တော်ခုနပြောတော့ဥပဒေရပဲအာမခံနိုင်တာအဲ့ဒီဥပဒေအားကိုနဲ့သူကအကယ်၍အကြောင်းကြီးငယ်ရှိရင်သူကသူများတိုင်းပြည်နဲ့ဆက်ဆံလို့နိုင်ငံတကာတရားရုံးလို့ဘာလို့ကနေသူကလောက်ရမှာဟုတ်အဲ့ဒါကြခင်ဗျားတို့တိုင်းပဲအဲ့ဒါဥပဒေတွေဘာလို့သေးတယ်ဗျာဆိုကျွန်တော်တို့အဲ့တော့အဲ့ဒီဥပဒေတွေဘယ်လိုလုပ်ကြမလဲနော်အဲ့ဒီဥပဒေတွေဘယ်လိုလုပ်ကြမလဲအဲ့တော့ပြောင်းလဲတာတွေဘယ်လိုလုပ်မလဲဆိုအခုခါမှာတော့ကောင်းပါတယ်ဘာကောင်းလဲဆိုတော့ကျွန်တော်တို့ဒီမှာဘလူးမသေချာတော့မတတ်ဘူးအဲ့မတတ်တာကြီးကောင်းသလားဆိုတော့မကောင်းဘူးပေါ့နော်သို့တော့အဲ့မကောင်းတာကြီးတဲ့နည်းနည်းကောင်းတာပါဆိုမတတ်မှသိလာပြီဗျာတဲ့ငါတို့တော့သေချာနားမလဲဘူးဆိုတာသိတဲ့လူတွေများလာတယ်အဲ့တော့သိတယ်လို့ဘာလို့နဲ့လဲမလုပ်တော့ဘဲနဲ့သိအောင်လုပ်ရမယ်ဆိုတဲ့ဥစ္စာကိုလက်ခံတဲ့တာဝန်ရှိတဲ့တာဝန်ခံတဲ့လူတွေရှိလာအဲ့ဒါဘယ်မှာထင်ရှားတယ်လဲဆိုရင်ကျွန်တော်စောစောပြောနဲ့လွတ်တော်ဆိုတဲ့ဟာကြီးမှာပြီးခဲ့တဲ့3 လတွေကျွန်တော်ခုနပြောသလိုသတင်းစာဖတ်တဲ့လူတွေသိမယ်ဆိုတာအဲ့လွတ်တော်ဆိုတဲ့ဟာကြီးမှာအခုဆိုရင်ဘတ်ဂျက်ဆိုတာဆွေးနွေးနေပြီနော်ဘတ်ဂျက်ဘာလဲဘတ်ဂျက်ဆိုတာဒီတိုင်းပြည်မှာနောက်နှစ်မှာပတ်စံဘယ်လောက်ရဖို့ရှိတယ်လဲဘာရောက်တာဘယ်ဟာကြီးငားတာဘယ်ဟာကြီးထိုးရောက်တာဘယ်ဟာကြီးကိုသူ့ကိုခဏတွဲပေးထားတာဘယ်ဟာခင်ဗျာလှုပ်ရှားလို့ဆိုပြီးပြေးထားတာသို့မဟုတ်ဘယ်ဟာတွေတော့ထုတ်ပြီးကြိုက်တဲ့လောက်ထုတ်ထားပါတော့ဗျာအမျိုးမျိုးပေါ့အဲ့ဒီလိုပတ်စံနေနော်ဘယ်ကနေရမလဲအဲ့ဒီရတဲ့ပတ်စံတွေကိုဘယ်နေရာမှာဘယ်လောက်သုံးမလဲဘယ်နေရာဘယ်လောက်သုံးမလဲဘလူတော့ဘယ်လောက်သုံးမလဲဘယ်နေရာတော့ဘယ်လောက်သုံးမလဲအဲ့ဒါကိုရသုံးမှန်းကြည့်ငွေစင်းဆိုတော့နောက်နှစ်အတွက်အဲ့ဒါဥပဒေနဲ့အတည်ပြုပြီးအဲ့တိုင်းသုံးရမှာဒီဌာနတသိန်းဆိုရင်တသိန်းပဲပြီးပြီနောက်ကြမှာသူ့နီလန်းတော့ရှိရဘာညာဆိုတဲ့ဟာလေးတော့နည်းပါရှိတယ်သို့တော်ဒါဥပဒေနဲ့လုပ်မှာဆိုတော့ဆိုချင်တာကဘတ်ဂျက်အင်မတန်အရေးကြီးတယ်အသက်သွေးကြောနော်ကျွန်တော်တိုင်းပြည်မှာကျွန်တော်အိမ်မှာဒီပတ်စံမလောက်ရပြီးတော့အဲ့ဒါကိုဘယ်လိုသုံးမလဲဟာအဲ့ဒါလူတိုင်းရေးကြည့်တယ်လေလူတွေဆိုတာအိတ်သေးလာနှိုက်ရင်သိပြီးတော့ဒီလိုနော်ကျွန်တော်အိတ်လာနှိုက်ရင်ကျွန်တော်လည်းဒီလိုခါခွဲတာဘာလို့အရေးကြည့်တော့နော်အဲ့ကိစ္စပဲငွေကြေးကိစ္စကျွန်တော်တိုင်းပြည်လို့ပတ်စံနေဗန္ဒငွေတွေဘယ်လိုရပြီးတော့ကိုမသိဘဲနဲ့ဘယ်လိုရှားထားပြီးတော့အတော့မဟုတ်ဘယ်လိုကဘယ်လိုသုံးသွားတယ်လဲဆိုတော့မဖြစ်ဘူးအဲ့တော့ဘယ်လိုတွေရတယ်ဘယ်လိုသုံးမယ်ဒါဟိုလွတ်တော်မှာဒါဆွေးနွေးနေပြီဆွေးနွေးမဲ့အခါမှာဘတ်ဂျက်ဆိုတဲ့ဟာကြီးကကျွန်တော်တို့လည်းအခုခါမှပြောနေရတယ်ကျန်တဲ့လူတွေလည်းအခုမှသေချာကြားဘူးတယ်ဘတ်ဂျက်ဟိုရှိတော့ပြောတော့ဗောဗျာဌာနဆိုင်ရာတွေသုံးတာတော့ရှိပါတယ်သို့တော့ဒီလိုငွေကြေးကိစ္စကိုငွေဘယ်လောက်ရပြီဘယ်လိုသုံးမလဲဆိုတာကိုဆွေးနွေးရဆိုတာမျိုးဟာဒါအစ်စ်ပဲအစ်စ်ဆိုတော့အဲ့ဒါကြီးကိုနားမလဲဘူးနော်နားမလဲဘူးနားလဲတဲ့လူအင်မတန်နည်းတယ်ခုနကပြောတဲ့ဒီဘတ်ဂျက်ဆိုတာကြီးကိုငွေဘယ်လိုရပြီးတော့ဘယ်လိုသုံးမလဲဆိုတာကိုဆွေးနွေးရမလို့ဟာခင်ဗျာအဲ့ဒါတော့မသုံးသင့်ဘူးဘယ်ဟာမှသုံးသင့်တာပေါ့လို့ပြောရမယ်လူတွေသည်ဘတ်ဂျက်ကိုနားမလဲသေးတဲ့အတွက်ကြောင့်မို့လို့ဒီမတိုင်ခတ်စော3-4 လလောက်တုန်းကလွတ်တော်တွေမှာဟောပြီးတော့စီဝါရေးနဲ့ပတ်သက်လို့ဒီဗန္နာရေးနဲ့ပတ်သက်လို့နားလဲတဲ့ပုံကိုယ်တွေကအဲ့ဒီလွတ်တော်ကိုယ်စားလှယ်တွေကိုအနီးကကျူရှင်သွားပြီးပြေးတယ်နော်ကျွန်တော်အဲ့ဒီလူတွေကိုကဲ့ရဲ့ပြီးတော့ရှုံချပြီးပြောတာမဟုတ်ပါဘူးကျွန်တော်ကိုယ်တိုင်မတော်တဆနော်အခုဒီကနေ့ဒီဝိစုံ
နဲ့ချိမြောက်ခြင်းခံရတယ်လို့မတော်သားတယောက်ကကျွန်တော်ကိုခေါင်းပေါင်းပေါင်းပေးပြီးတော့အဲ့ဒီနေရာချိမြောက်ခံရင်လေကျွန်တော်လည်းအဲ့ဒီအနိကကျူရှင်ဆိုသွားတက်ရမှာဘာကြောင့်လဲဆိုကျွန်တော်မှနားမလဲတာနော်နားမလဲရင်မလဲကြောင်းဝန်ခံပြီးတော့တကယ်လေ့လာရင်တော့အဲ့ခါနည်းနည်းနားလည်လာမယ်အဲ့ခါနည်းပါဆွေးနွေးမယ်ကြံတဲ့နည်းနည်းနားလည်တဲ့လူတွေကပြောလာမယ်မလဲသေးတဲ့လူတွေကနားထောင်နေမယ်ကြည်နေမယ်နောက်တစ်ချိန်ကျတော်တော်လဲလာပြီအဲ့ခါကျတော့စောစောမပြောတဲ့လူကလည်းပြောမယ်ဒါဆိုရင်ကျွန်တော်တို့တိုးတက်လာတယ်ကျွန်တော်ကတော့အဲ့ဒါကိုကြိုက်တယ်ကောင်းတယ်လို့ကျွန်တော်မြင်တယ်နော်ကျွန်တော်ပြောနေတာကကျွန်တော်တို့ပြောင်းကျင်တယ်ဘယ်နေရာကိုသွားကျင်တယ်အဲ့ဒါကြီးကိုကျွန်တော်သွားတတ်သလားမသွားတတ်ဘူးလားအဲ့ဒါအရေးကြီးတယ်လို့ပြောချင်တာမသွားတတ်ရင်မလုပ်တတ်ရင်ဖြစ်မှာမဟုတ်ဘူးရိုးရိုးစဉ်းစားတာကျွန်တော်ညာရှိသောစဉ်းစားတဲ့ကအဲ့ခါကျတော့ကဲစီးပွားရေးနဲ့ပတ်သက်ပြောင်းဝင်စီးပွားရေးနဲ့ပတ်သက်တဲ့ဥပဒေတွေစီးပွားရေးနဲ့ပတ်သက်တဲ့ဥပဒေတွေအင်မတန်မှရှုပ်တယ်ဒီခုနကဘတ်ဂျက်ဆိုတာမှရန်တန်ပြောဟာခမရပညာရေးကတော့နဲတယ်ဗျာခမရဟိုဟာကျတော့များတယ်ဗျာဒီလိုပြောရတာသိမခက်ဘူးနော်ကဏ္ဍနေကြည့်ပြီးတော့ပြောတဲ့အခါနော်သူများတိုင်းမြောင်ဘလောက်ဒိုတိုင်းမြောင်ဘလောက်ဒီလောက်ကပြောတာသိကိစ္စပြီဒါပေမဲ့ယင်းနှမြုံနာမှုဥပဒေတို့နိုင်ငံခြားဘာညာကြီးတွေလာပြီးဒီလူကိုဘလောက်ပေးလိုက်ရင်ဘာဘယ်လိုသူတို့လုတ်ပိုင်ခွင့်အဲ့ခါကျတော့ဘာတွေဘလောက်ပဲ့ပါသွားမလဲတို့မောစသဖြင့်ဒါတွေသိချာမသိဘူးအဲ့ဒါမျိုးကြဘယ်လိုစာရုပ်စာတမ်းတွေပါဘယ်လိုချုပ်ထားရကျွန်တော်တို့မသိဘူးမသိတဲ့အခါကျကျွန်တော်တို့လွတ်တော်မှာခုနပြောတဲ့ဘတ်ဂျက်ဆိုတာကိုအနိကကျူရှင်ပေးရတယ်လို့ဥပဒေနဲ့ပတ်သက်လို့လဲတက္ကသိုလ်ကဥပဒေပါမောက္ခတို့ဘာတို့အဲ့ဒီခတ်စောစောပိုင်းတို့ကလာပြီးတော့အနိကအဲ့ဒီလိုပဲသင်တန်းပို့ချနော်နေလားဆိုချင်တာကျွန်တော်တို့ကမသိသေးဘူးဗျာကျွန်တော်တို့ကမသိဘူးမတတ်ဘူးဘယ်တော့မသိဘူးလဲမတတ်ဘူးလဲဆိုရင်ကျွန်တော်တို့အားတော့နာပါရဲ့ကျွန်တော်တို့ပြောင်းနေတဲ့ဟိုးအထက်ပိုင်းထိတ်ဆုံးကိုတော့အားနာလို့ပြောင်းတဲ့ပုံကိုယ်တွေဆိုတော့မတတ်ဘူးသွားပြောလို့ဘယ်ဖြစ်မလဲနော်ကနေအောက်ထိကျွန်တော်တို့ဟာအဲ့ဒီကနေခြံပြီးတော့ပေါ့ဗျာမတတ်ဘူးနော်ကျွန်တော်နားမလဲဘူးမတတ်ဘူးတောင်းကျွန်တော်မြင်တာကဘာလဲဆိုကျွန်တော်တိုင်းပြည်လုံးသင်ဖို့လိုတယ်စာသင်ဖို့လိုတယ်နော်ပညာသင်ဖို့လိုတယ်အဲ့လိုဟာတွေကိစ္စတွေတောင်းသင်ဖို့လိုတယ်ကျွန်တော်တို့ဒီမိုကရေစီတစ်ချိန်တော့ဒီမိုကရေစီပညာပြန်ပွားရေးအသင်းတို့ဒီမိုကရေစီဘာညာဆိုတဲ့ဥစ္စာမျိုးတွေရှင်းတော့ရှိတယ်ဗျာအခုခါမှာတော့အဲ့ဒီအသင်းဖွဲ့တွေတော့ပေါ်မလာသေးဘူးအဲ့ဒီပညာတွေမဖြန့်ချီသေးဘူးဆိုတော့ကျွန်တော်တော်နဲ့တောင်းမှမဟုတ်ဘူးသို့တော့အဲ့တော့နည်းနည်းတတိရှိတဲ့လူတွေကတတ်နိုင်တဲ့လောက်အဲ့ဒီဟာလေးတွေကျွန်တော်စောစောပြောတဲ့ဟာမျိုးလေးတွေဒါတွေကတော့လုပ်ဖို့လိုနော်အဲ့ဒါမှအဲ့ဒီစိတ်ပိုင်းလေးကတော့နိုင်ငံရေးပိုင်းလေးပြောင်းစီးပွားရေးပိုင်းပြောင်းတော့ကျွန်တော်တို့စီမှာဘလူတွေတက်လာမလဲတက်တဲ့လူတွေဘလူတွေပေါ်လာမလဲဒါအဖို့ရနော်အဲ့ခါကျတော့ဘာပဲလုံနိုင်တယ်လဲဆိုရင်သိမ့်ပတတ်တဲ့လူတွေစုပြီးလှုပ်လို့ရမယ်ဆိုရင်တော့ကိုယ်မွေလေးလေးနဲ့ပြောဆိုဆွေးနွေးတဲ့စနစ်ကနည်းနည်းတော့အထောက်အကူပြုတယ်ဒီလူတက်တယ်ဆိုပြီးလွှဲထားလိုက်ရင်တမျိုးဖြစ်သွားတယ်နော်ဟိုလူတက်တယ်ဆိုပြီးလှုပ်လိုက်တဲ့ဥစ္စာရောက်ဟိုယောဂဖြစ်သွားရင်တော့အများကြီးဖြစ်မှုပါတယ်နော်သိစိတ်တွေပြောရင်ရှည်လျားပါတယ်အဲ့တော့ကျွန်တော်ကပြောချင်တာတော်တော်ကျွန်တော်ပြောချင်တာဘဝတိုးတက်ဖို့အတွက်ကိုစာဖတ်တဲ့အကြောင်းကိုကျွန်တော်ပြောချင်တာနော်ကျွန်တော်တို့ဘဝတွေတိုးတက်အောင်စာဘယ်လိုဖတ်ကြမလဲဆိုတဲ့အခါကျတော့ကျွန်တော်ပြန်ပြီးတော့ချုပ်ပါမယ်ကျွန်တော်တို့ဘဝတွေတိုးတက်အောင်ဆိုတာကျွန်တော်တို့တိုင်းပြည်လုံးတိုးတက်အောင်ကျွန်တော်တို့တူးချင်းဘဝတွေတိုးတက်အောင်ခုနကပြောတဲ့ဥစ္စာကြီးနှစ်ခုပြောင်းသွားရင်တိုးတက်မယ်နော်နိုင်ငံရေးမှာဒီမိုကရေစီစနစ်ကိုတကယ်ပြောင်းသွားရင်တိုးတက်မယ်စီးပွားရေးမှာလွတ်လပ်စွာလုပ်ကိုင်နိုင်တဲ့ဈေးကွက်စီးပွားရေးစနစ်တို့တော့ညတာမှုလည်းရှိတဲ့နော်ဈေးကွက်စီးပွားရေးစနစ်သွားနိုင်ရင်ကျွန်တော်တို့တိုးတက်မယ်ကျွန်တော်တို့တိုင်းပြည်တိုးတက်မယ်ကျွန်တော်တို့ဘဝတွေတိုးတက်မယ်အဲ့လိုတိုးတက်ဖို့တော့ကျွန်တော်တို့ကမော့ကြည့်လိုက်တဲ့ကအင်းဟိုလူတွေလည်းသိမ့်မတတ်သေးဘူးဘူးမှသင်နေကြတော့ဘာတော့ညာတော့နဲ့ဆိုရင်မဖြစ်သေးဘူးအဲ့တော့သူများကြပဲအားကိုးမနေဘဲနဲ့ကျွန်တော်တို့ကိုယ်တိုင်လည်းအားလုံးအသီးသီးသကတိလည်းပဲတတ်နိုင်သလောက်တော့တတ်အောင်လုပ်ဖို့လိုတယ်လို့ကျွန်တော်မြင်တယ်နော်အဲ့တော့မြန်ချုပ်ပြီးပြောလို့ရှိရင်တတ်အောင်သိအောင်ဆိုဘာလို့အောင်ဆိုလေ့လာတယ်ဆိုတဲ့နေရာမှာစောစောကျွန်တော်ခေါင်းစဉ်ထဲမှာပေးထားတဲ့စာဖတ်တဲ့နည်းပေါ့ဗျာနော်စာကြောင်းနော်စာပေနဲ့ဆက်ဆက်ပြီးပြောရင်စာဖတ်တဲ့နည်းကဒါအထီရောက်ဆုံးပဲနော်စာအုပ်စာတမ်းတွေဖတ်တဲ့နည်းစာဖတ်တဲ့နည်းနဲ့ဘာအောင်သိနိုင်တယ်လဲဆိုအခုကမှလွတ်တော်မှာဘာလုပ်လာတယ်လဲဆိုစာဖတ်ဖို့လိုတယ်ဆိုတာသိလာပြီခ
သိပါတယ်အခုမှသိလာတယ်လို့ပြောတော့အာနာစရာကောင်းတယ်သိတယ်ဆိုတာလေသေးချာလေးနဲ့သိလာတော့ကြောင့်မလို့အခုဆိုရင်လွတ်တော်တိတိကျပြောတော့အမျိုးသားလွတ်တော်ကတော့စာကြည့်လိုက်အခုလှုပ်ထားတယ်လှုပ်ထားပြီးတော့စာကြည့်လိုက်မှစာလည်းဖတ်ကြပါဆိုပြောလဲဖိတ်ခေါ်တယ်နော်ဒါလုံနေရှိတယ်ကျွန်တော်ထင်တယ်ကျွန်တော်သိတဲ့မိတ်ဆွေတယောက်ပုဂ္ဂိုလ်တယောက်ကတော့လွတ်တော်ဒီမှာစာကြည့်လိုက်ကြီးမားမားရှိအောင်ထားရှိတဲ့အကြောင်းနော်အကြံပေးတဲ့စာတစ်ခုရေးတာကျွန်တော်သိတယ်နော်သူပေးတဲ့စာပေါ့နော်အဲ့ထက်မှအဲ့အကြောင်းပါတယ်ဆိုသိဆိုချင်တာကျွန်တော်တို့ဆိုင်ရာကိစ္စတွေကျွန်တော်တို့လေ့လာဖို့လိုတယ်နိုင်ငံရေးနဲ့ပတ်သက်လို့ဒီမိုကရေစီနဲ့ပတ်သက်လို့ဒီမိုကရေစီဖြစ်အောင်ဆိုဒီမိုကရေစီဆိုရင်ဘာရှိရမယ်ဆိုတဲ့ဟာတွေကိုကျွန်တော်တို့ရာသိအောင်နော်ခြေမြင့်သိအောင်ကျွန်တော်တို့လေ့လာဖို့လိုတယ်တန်တိုင်းတော့လေ့လာဖို့လိုတယ်အဲ့ဒါနဲ့မညီညွတ်ရင်မညီညွတ်တဲ့ကြောင့်ပြောဖို့လိုတယ်ညီညွတ်တဲ့ဟာတွေအတိုင်းဖြစ်အောင်ကျွန်တော်တို့ကလုပ်ဖို့လိုတယ်စာဖတ်ဖို့လိုတယ်စာအုပ်စာတမ်းတွေမှာလိုက်ရှာပြီးဖတ်ရင်ရတယ်ကျွန်တော်ခုနပြောနေတယ်နိုင်ငံတကာမှာလည်းရှိတယ်အစိုးရတွေကစောင်းရင်သိမ့်နဲ့တန်းနဲ့ချီပြီးရိုက်ပြီးတော့တိုင်းပြည်သူပြည်သားတွေကမဖတ်တဲ့စာအုပ်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာအင်မတန်အရေးကြီးတယ်နော်အဲ့ဒီထဲမှာကျွန်တော်အခွင့်အရေးပါရှိတယ်လဲဆိုတော့ပါတယ်နော်အရေးကြီးတယ်အဲ့ဒီထဲမှာကျွန်တော်ကိုဘယ်လိုစီမံအုပ်ချုပ်နိုင်လဲဆိုတာပါတယ်ဒါကအစိုးရလုပ်တဲ့လူတွေနဲ့တိုင်းသူပြည်သားနဲ့စာချုပ်ထားတဲ့စာချုပ်ကြီးပဲဒီစာချုပ်ထဲဘာရေးထားသလဲကျွန်တော်အိမ်ရှင်အိမ်ကဟိုဘာညာဈေးရောင်းဝယ်မော်တော်ကားရောင်းဘာရောင်းဆိုရင်ဘာရေးထားသလဲကျွန်တော်မျက်လုံးပြူးနေအောင်ကြည့်ပြီးဖတ်တယ်ကျွန်တော်တို့ဘဝတွေကိုချုပ်နှောင်ထားတဲ့ဒီလိုစာချုပ်စာတမ်းကြဘယ်လိုမှမဖတ်ဘူးနော်ဘယ်လိုမှမဖတ်ဆိုဖတ်တယ်လို့ရှိတယ်ပေါ့ဗျာညတော့ရင်ဖတ်ကြပါဖတ်ဖို့လိုတယ်ဖတ်ရင်သိတဲ့အခါကျသိတဲ့လူကလုပ်တဲ့ပြောတဲ့လုံနိုင်ကြတယ်နော်စာဖတ်ရင်ဘာဖြစ်တယ်ဆိုခုနကစကားတစ်ခုပဲကျွန်တော်ပြောချင်တယ်စာဖတ်ရင်သိတယ်ဒါပဲသိတဲ့လူနဲ့မသိတဲ့လူနဲ့ဘာကွာတယ်လဲနော်တခြားစီလို့ပြောရအောင်ကွာတယ်သိတဲ့လူနဲ့မသိတဲ့နည်းနည်းလေးစဉ်းစားကြည့်ပါနော်စာအုပ်ထဲဖတ်ပြီးတော့ဖြစ်တခြားနည်းနဲ့ဖြစ်လေးလာပြီးသိတဲ့လူကြောက်ကိစ္စတစ်ခုနဲ့ပဲသိတဲ့လူနဲ့မသိတဲ့လူနဲ့ပမာစကားမှာမသိသူကြော်သွားသိသူဖော်စားစီဝါရေးလောကလူတွေသိတဲ့အားလေးကိုဒါလေးပုတ်ထားတယ်ဘယ်လိုမှမပြောဘူးလေဘလောက်ဖို့တန်တယ်လဲဆိုတာသိတယ်နော်သိတာတစ်ချက်ပဲနော်ဥပမာလေးတစ်ခုပြောလိုက်မယ်နော်သိတယ်အချက်တစ်ခုဒီဘလောက်တန်ဖိုးရှိတယ်လဲဆိုရင်နော်မနေ့ဖြင်ကမနေ့8နာရီကျအစိုးရရေဒီယိုရုပ်မြင်သံကြားဘာညာကနေပြီးတော့ကမနေ့ဖြင်ကမနေ့8နာရီကျလို့ရှိရင်နော်ဒီကနေ့လက်ပတ်30နဲ့9000တန်ငွေစက်ကူတွေအလုံးဖြတ်သိမ်းမယ်ဆိုတော့ကြာခက်ဒီညသိတတ်မလဲခင်အဲ့ဒါသိတာနဲ့မသိတာနဲ့အဲ့လိုကွာသိချင်းဒီဘလောက်တန်မိုးရှိရဆိုကျွန်တော်ပြောချင်တာသိတဲ့လူနဲ့မသိတဲ့လူနဲ့အပြတ်တခြားစီကွာတယ်စီဝါရေးနယ်ပယ်မှာဆိုသိတဲ့လူတွေကလုပ်ငန်းရှင်တစ်ထဲတွေဖြစ်တယ်မသိတဲ့လူကသူတို့စီကလူသမားတွေပါညာဖြစ်တယ်နော်ဒီလုပ်ငန်းနဲ့ပတ်သက်တဲ့အပိုင်းကိုမသိလို့ဒီဟာဘယ်လိုလုပ်ရင်ဘယ်လိုဖြစ်တယ်ဆိုတာမသိတဲ့အခါကျသူကစီပါပဲအလုပ်လုပ်နေရတယ်နော်အဲ့လိုဖြစ်တယ်ကြီးကျယ်ကဘာနဲ့ချီပြီးပြောရင်တိုင်းပြည်နဲ့ချီပြီးပြောရင်သိတဲ့လူမျိုးနဲ့မသိတဲ့လူမျိုးသိတဲ့လူနဲ့မသိတဲ့လူတခင်နဲ့ကြော်တော့ပွားတယ်သိတဲ့လူမျိုးတခင်ဖြစ်တယ်မသိတဲ့လူမျိုးကြော်ဖြစ်သွားတယ်နော်တတိုင်းပြည်ထဲမှာလည်းအဲ့လိုအထိကြွာချားနေတဲ့အနေအထားတွေရှိခဲ့တော့သိတဲ့လူတွေကအဲ့လိုဖြစ်နေနော်မသိတဲ့လူတွေအောက်မှာကျွန်းဖြစ်တယ်တခင်နဲ့ကျွန်းဥပမာပြောမယ်ကျွန်တော်တို့ကျွန်းဖြစ်ဘူးလေနော်ကျွန်တော်ဗမာလူမျိုးတွေဗမာပြည်ကျွန်းဖြစ်ခဲ့တယ်အင်္ဂလိပ်စီမှာကျွန်းဖြစ်တယ်အင်္ဂလိပ်နဲ့ကျွန်တော်တို့နဲ့သိမှုမသိမှုဘာကွာတယ်လဲကျွန်တော်တို့ဗမာလည်းကိုယ့်ဘာသာတော့ကိုယ်လည်းသိတယ်တတ်တယ်ထင်တာပေါ့ငါလည်းသိတာပဲကွာလို့ထင်တယ်နော်အဲ့တော့ကျန်တဲ့တွေရှောက်ပြောနေလို့ရှိရင်သိရှုပ်ကြီးကျယ်လို့ကျွန်တော်ကတော့ဘာတစ်ခုပဲပြောချင်တယ်လဲဆိုအင်္ဂလိပ်နဲ့ကျွန်တော်တို့နဲ့တယောက်ကိုတယောက်စသိတာပဲကွာတယ်ကျွန်တော်တို့အင်္ဂလိပ်ဆိုတာဘာမှမသိဘူးဘယ်နှနေမှမသိတဲ့အချိန်မှာအဲ့လူတွေကကျွန်တော်တို့သိတယ်ဘယ်နှနေတဲ့လူဘယ်လောက်ရှိတယ်ဒီလူတွေမှာဘာတွေညာတွေရှိတယ်ဆိုတော့အကုန်သိတယ်ကျွန်တော်ရာဇဝတ်ဥပဒေကိုလည်းသိတယ်ဒါကြောင့်မလို့ကျွန်တော်တို့တိုင်းပြည်လာတဲ့ဝင်လာပြီးဒီလူနဲ့ဟိုလူနဲ့ဟိုလုပ်ပြီးတော့သူကတိမ်သွားတယ်ကျွန်တော်တို့စီရတယ်အကုန်ထုတ်ယူပြီးတော့ရောင်းချစားတော့တယ်ကျွန်တော်တို့လည်းခိုင်းသွားတယ်အင်္ဂလိပ်ကကျွန်တော်တို့တက်ပြီးတာမှဘယ်လောက်กว่าတယ်လဲစဉ်းစားကြည့်အင်္ဂလိပ်ကျွန်တော်တို့ဘွားပြေအုပ်ချုပ်တုန်းကလူဘယ်နှယောက်နဲ့အုပ်ချုပ်တယ်လဲနော်သေချာမေးကြည့်ရင်သိတယ်ကျွန်တော်ခရိုင်မြို့ပဲနော်ကျွန်တော်မြို့မှာအင်္ဂလိပ်ဘယ်နှယောက်အုပ်ချုပ်တယ်လဲဆိုအရေးပိုင်တယောက်ပဲ DSP တယောက်ပဲတခါတလေရှိတယ်တခါလေ DSP ကခီးသွားနေလို့ရှိရင်အရေးပိုင်တယောက်ရှိတယ်အရေးပိုင်သွားနေ DSP တယောက်လောက်ရှိတယ်တခါလေ3ယောက်လောက်ရှိတယ်နော်တော်တော်ကြီးတဲ့မြို့မှာအင်္ဂလိပ်တွေ4ယောက်လောက်5ယောက်လောက်ရှိပြီအဲ့ဒါနဲ့တင်ကလပ်တို့ဘာလို့အင်္ဂလိပ်
only ပေါ့နော်ဥရောပတိုက်သားများကြီးတာဆိုတော့ exclusive တို့သီးသန့် club ဆိုပြီးလူ9ယောက်လောက်နဲ့ဖွဲ့ထားတယ်ကျန်တဲ့လူတွေမဆက်ဆံခြင်းလို့ဆိုချင်တယ်အဲ့လူ9ယောက်ကအဲ့ဒီတစ်ခရိုင်တစ်မြို့နယ်ကိုအုပ်ချုပ်တာအုပ်ချုပ်တဲ့ပညာကိုသိတယ်တတ်တယ်ဘယ်လိုအုပ်ချုပ်မှန်းကိုသိတယ်ကျွန်တော်တို့ဗမာတွေကျပဲဆက်ဆက်ပြီးအုပ်ချုပ်ပေးသွားတာလေသူ့အတွက်အဲ့တော့ကျွန်တော်ရှေ့ပိုင်းရှေ့ကပြောတာရှေ့သွားတဲ့အတွက်ကြောင့်ကျွန်တော်ဒီနေရာမှာချုပ်ပါမယ်အဲ့တော့အရေးကြီးတာသိတာဒီအင်္ဂလိပ်တွေကစာဖတ်တယ်ပါညာစတဲ့မှတ်တမ်းတွေရေးတယ်စသဖြင့်ပေါ်ပြရောက်တဲ့နေရာအကြောင်းကိုရေးတယ်မှတ်တယ်ဒါတွေကြောင့်တို့ကသိပြီးတော့တို့ကကျွန်တော်တို့အုပ်ချုပ်နေတာကျွန်တော်တို့တိုင်းပြည်အကြောင်းကိုကျွန်တော်တို့ထက်သူကတို့ကပိုသိတယ်ကျွန်တော်တို့သိတာကတော့ဟိုလူကတော့ငါဘာကြီးပေါ့ကွာငယ်တုန်းကတော့ဘာတွေလုပ်ခဲ့အခုကျမှဘုရားလူကြီးလုပ်တယ်ပေါ့ဘာညာဒီလိုတိုးလိမို့လေးတွေကျွန်တော်တို့သိတယ်နော်တကယ်အရေးကြီးတဲ့အဖို့တန်တဲ့သူများတိုင်းပဲအုပ်ချုပ်လို့ရတဲ့ဟာတွေကြတော့နော်ဟိုလူတွေကပိုသိသွားတယ်ကျွန်တော်တို့အုပ်ချုပ်သွားတာအဲ့တော့အဲ့လူတွေဘာအားကိုးလဲဆိုဒါတွေအားကိုးတာဒီလိုစာအုပ်တွေအားကိုးတွေ့တာတွေရေးထားတယ်မှတ်ထားတယ်နောက်တူလက်ဆင့်ကမ်းတယ်နောက်လူတွေစုပေါင်းပြီးစာအုပ်ကြီးပရေပုံးနဲ့စာအုပ်ကြီးတွေထုတ်တယ်ဗီဒီယိုတွေထည့်ထားတယ်သိစရာရှိရင်ကိစ္စဝိစ္စရှိရင်အဲ့ထက်ကြည့်ရှုပြီးတော့ဒီလိုလုပ်တာပဲအရင်လာသွားတဲ့အင်္ဂလိပ်ကရေးသွားတဲ့နောက်လူကဖတ်ပြီးတော့ထပ်ဖြည့်ဆွဲဘာလို့ညလို့ဒီလိုလုပ်သွားပြီးဒီလိုအုပ်ချုပ်သွားသခင်နဲ့ကြော်ဒီလိုဖြစ်သွားတယ်ဆိုချင်တာကစာဖတ်ခြင်းကြောင့်သိမှုမသိမှုဒီတန်ဖိုးသည်အဲ့လောက်ထိကွာပါတယ်။တရားမို့လို့ကျွန်တော်တို့ဘဝတွေတိုးတက်အောင်ကျွန်တော်တို့တိုင်းပြည်လုံးရဲ့ဘဝတွေတိုးတက်အောင်ကျွန်တော်တို့တူးချင်းတွေရဲ့ဘဝတွေတိုးတက်အောင်ဆိုကျွန်တော်တို့အသိဉာဏ်ပညာအမျှော်အမြင်ပြုအောင်နားလည်ပတ်လည်ရှိအောင်ကျွန်တော်တို့လေ့လာဖို့လိုတယ်။လေ့လာတဲ့နေရာမှာအကောင်းဆုံးနည်းကလူတကာကိုရှောက်မေးတဲ့နည်းအပြင်ပိုကောင်းတဲ့နည်းသက်သာတဲ့နည်းကစာဖတ်တဲ့နည်းပဲလို့ကျွန်တော်ပြောရင်းနဲ့ဒီနေ့ဖို့ဒီကုန်းချုပ်ပါတယ်